နေ့14ရက်4လ2016ခုနှစ်ရက်သိဉ္ဇံတရားစခန်းတင်နန်းလေးမှာခဏရ4ရက်မြောက်နေ့ရောက်လာပါပြီအဲ့တော့ပထမနေ့ကတော့ကုသိုလ်နဲ့အကုသိုလ်ပေါ့နော်ဒုတိယနေ့ကတော့ဝိသုံးပါပေါ့မြင်နေဆွဲလန်းနေအထုတ်တယ်ဒါမနေ့ကတတိယနေ့ကတော့ရှေးစိတ်နောက်စိတ်ခဏခေါင်းစဉ်လေးကတော့ပြစ္ဆုတ်ပန်နဲ့ယုံနဲ့တဲ့အဲ့တော့4ရက်မြောက်နေ့မှာဘာသိလာရမှာလဲဆိုတော့ဝိပဿနာဆိုတာဘာလဲဆိုတာဘာကိုရှုရမယ်ဆိုတာဒီ4ရက်မြောက်မှာတော့သဘောပေါက်ရတော့မှာဖြစ်ပါတယ်အဲ့တော့ဒီ4ရက်စလုံးဟာသင်လိုက်တာကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတာပါမြတ်စွာဘုရားရဲ့ဝါဒဘာဝါဒလဲဆိုတာအနတ္တဝါဒအနတ္တဝါဒဆိုတာဘာလဲဆိုရင်ဒီသဘာဝတရားကြီးမှာအတ္တဆိုတာမရှိဘူးသဘာဝတရားဆိုတာလည်းဘာလဲဆိုတာယုံနာနဲ့နိဗ္ဗာန်ပဲယုံနာမှာလည်းအတ္တမရှိဘူးနိဗ္ဗာန်မှာလည်းအတ္တဆိုတာမရှိဘူးဒီသဘာဝတရားကြီးမှာအတ္တဆိုတာမရှိဘူးတဲ့မြတ်စွာဘုရားထိုးရင်းမြင်သွားတာ The nature of no self မြတ်စွာဘုရားဘာသင်လဲဆိုတာတကယ်အဓိကကသဘာဝတရားကြီးမှာအတ္တဆိုတာမရှိဘူးဆိုတာပဲသင်သွားတာတကယ်အခြေခံပဲကျွန်တော်တို့ဉာဏ်ထဲမှာဒီလိုပေါ်လွင်နေရမှာဖြစ်ပါတယ်ကျွန်တော်တို့ကအခုလိုပြောလိုက်လို့ရှိရင်နားလေသလိုနဲ့ဒါပေမဲ့ခုစကားသုံးခုပြောမှာပထမစကားကမြတ်စွာဘုရားကသဘာဝကျွန်တော်တို့ကိုဘာတွေသင်ကြားခဲ့လဲဆိုတော့သဘာဝကြီးမှာအတ္တဆိုတာမရှိဘူးအဲ့တော့သဘာဝဆိုတာဘာလဲဆိုတော့သဘာဝဆိုတာကကျွန်တော်တို့ကတောတောင်ရင်မြေတွေအောင်းမိနေတာမဟုတ်ဘူးတကယ်တော့တောတောင်ရင်မြေတွေဆိုတာရုပ်တွေသဘာဝဆိုအဲ့ဒီတောတောင်ရင်မြေတို့သိတဲ့နာနဲ့ယုံနဲ့ဒါပဲရှိတာသဘာဝတရားထဲမှာပုဂ္ဂိုလ်တ attva ဆိုတာလည်းမရှိဘူးယုံနဲ့နာနဲ့ပဲဒီယုံနဲ့နာနဲ့အစုအပေါင်းကိုပဲပုဂ္ဂိုလ်တ attva ဆိုတာအမည်ပေးထားတာပုဂ္ဂိုလ်တ attva ဆိုတာတောတွေတောင်တွေဆိုလဲတောဆိုတာသစ်ပင်တွေအစုပေါင်းကိုတောပဲတောင်ဆိုလဲမြေကြီးပဲဂမူလေးကုန်းလေးဖြစ်သွားတဲ့ပုံသဏ္ဍာန်ကိုပဲတောင်လို့ခေါ်တာကျွန်တော်တို့ကဒီပုံသဏ္ဍာန်တွေနဲ့အမည်တွေနဲ့ကိုကဉာဏ်ကားကမခွဲခြားနိုင်ဘူးအဲ့ဒီမခွဲခြားနိုင်တာကအတ္တပဲလုံးယူထားတာတောကိုတကယ်ရှိရတဲ့တောဆိုတာတကယ်ရှိရမဟုတ်လေသစ်ပင်အစုပေါင်းလေဒါပေမဲ့ကျွန်တော်တောဆိုရင်တကယ်ကြီးရှိတယ်တင်တယ်တောတကယ်ရှိတာမဟုတ်သစ်ပင်အစုပေါင်းကိုတောလို့ခေါ်တယ်ဒါပေမဲ့ကျွန်တော်တို့ဉာဏ်နေထဲမှာကအဲ့လိုကြီးတွက်မနေဘူးတောင်ဆိုလဲတက်တက်ရှိတယ်မှမဟုတ်ဘဲနဲ့မြေကြီးအဲ့လိုပုံလေးဖြစ်သွားရင်ဒါတောင်လို့ခေါ်တာပဲဒါပေမဲ့ဒီတောတွေတောင်တွေဆိုတာတကယ်တမ်းပြင်နာမည်တွေသာဖြစ်နေတကယ်တမ်းပြင်ရုပ်သဘောပဲသဘာသဘာဝကိုလည်းကျွန်တော်သဘာဝလို့မသိဘူးဉာဏ်ထဲမှာမပေါ်လွင်ဘူးအဲ့ဒါကဘာဖြစ်နေတော့မောဟဖြစ်နေဉာဏ်ထဲမှာမပေါ်လွင်တာကဘာတော့မောဟပဲသဘာဝလို့ပြောကြည့်ပါလားကိုယ်စိတ်ထဲမှာယုံနဲ့နိဗ္ဗာန်လို့ပေါ်လာတောတောင်ရည်မြေတွေလည်းပေါ်လာကိုယ့်ကိုစဉ်းစားကြည့်လေတောတောင်ရည်မြေတွေဆိုတာသူများပြောထားတယ်အဲ့ဒီတောတွေတောင်တွေသွားကြည့်လဲဘာတွေ့တယ်လက်နဲ့ဆန်ကြည့်မာတာပဲတွေ့တာပဲမျက်စိနဲ့ကြည့်အယောင်ပဲတွေ့တာပဲဒါပေမဲ့ကိုယ်ဉာဏ်ကတောတွေတောင်တွေကိုတကယ်ရှိတယ်ထင်တယ်ရေတွေကလည်းတကယ်ရှိတယ်ထင်တယ်မျက်စိနဲ့သွားကြည့်ရေတွေ့တာမှမဟုတ်ဘူးဆန်းချောင်းနဲ့သွားကြည့်ကြည်နေတာပဲတွေ့တာဒါပေမဲ့ကျွန်တော်တို့မှာကမောဟရှိနေတော့သူများပြောတဲ့အတိုင်းနေမှတ်ထားတာဒါရေဆိုရေဒါသစ်ပင်ဆိုသစ်ပင်ဒါတောင်ဆိုတောင်ပဲတကယ်တမ်းအပြင်ရုပ်တဘာဝသဘာဝဆိုတာသဆိုတာထင်ရှားတာဘာဝဆိုတာအရှိတရားထင်ရှားနေတဲ့အရှိတရားတွေကယုံနံနဲ့နိဗ္ဗာန်အလင်းကွယ်ရင်အမောင်စားထုတ်ရဲ့ယုံနံချုပ်ရင်နိဗ္ဗာန်စားထုတ်ရဲ့တဘာဝကဒါပဲရှိတာဒီတဘာဝထဲမှာမြတ်စွာဘုရားအတ္တဆိုတဲ့သဘောမရှိဘူးတဲ့အင်္ဂလိပ်လို့ဆိုဘာသင်သွားတော့ the nature of no self nature ဆိုတဲ့သဘာဝကြီးမှာအတ္တဆိုတဲ့သဘောမရှိဘူးဒီတစ်လုံးပဲသဘာဝကိုသင်တယ်ဆိုတာသဘာဝကိုသင်တာသိပ္ပံပညာမဟုတ်ဘူးဘလို့သင်သွားတော့သဘာဝထဲမှာအတ္တဆိုတဲ့သဘောမျိုးမရှိဘူးဒါပေမဲ့ကျွန်တော်တို့ဉာဏ်ထဲမှာကမြတ်စွာဘုရားရဲ့တပ္ပိညုတဉာဏ်အစွမ်းကြီးကဒီလောက်ကြီးကျယ်တာကြီးကိုသင်သွားတယ်လို့ကိုသဘောမပေါက်သဘောမတော့
တ္တတရားကလည်းနဲပေါ့နော်ကျေးဇူးကလည်းသိတင်တာမဟုတ်ဘူးဘုရားကိုတအားကျေးဇူးမတင်သေးဘူးနော်အဲ့လောက်ကျေးဇူးတင်တဲ့စိတ်တွေဆိုတာတတ္တတရားတွေမဖြစ်တာကိုပြောတာအဲ့တော့သဘာဝကြီးမှာအတ္တမရှိဘူးဆိုတာမြတ်စွာဘုရားသင်ကြားပေးပါတယ်အတ္တမရှိရင်ဘာရှိလဲအတ္တမရှိတာကိုမြတ်စွာဘုရားအနတ္တလို့နာမည်ပေးလိုက်တယ်ဒါဖြင့်အနတ္တဆိုတာဘာလဲအနတ္တကိုမြတ်စွာဘုရားလက်တွေ့လုပ်ငန်းစဉ်မှာသင်ကြားတဲ့အခါမှာအကြောင်းနဲ့အကျိုးကိုသင်ကြားနည်းစနစ်နဲ့အနတ္တကိုထည့်လိုက်ပါတယ်အဲ့ဒါကိုပရိစ္ဆသမုပ္ပါဒ်လို့ခေါ်တယ်အကြောင်းကိုဆွဲ၍အကျိုးဖြစ်တယ်ပထမအတ္တမရှိဘူးဆိုတာမြတ်စွာဘုရားထိုးထွင်းသိသွားပြီဒါပေမဲ့လူတွေကိုဘယ်လိုသင်ရမလဲသင်ကြားနည်းစနစ်ကိုစဉ်းစားတဲ့အခါမှာပရိစ္ဆသမုပ္ပါဒ်လို့ပါဠိလိုပြောပြီးနေမြန်မာလိုတော့အကြောင်းတရားတစ်ခုကိုဆွဲပြီးအကျိုးတရားတွေဖြစ်နေတာဒါကိုမြတ်စွာဘုရားကအနတ္တရှုထောင့်အနေနဲ့ပရိစ္ဆသမုပ္ပါဒ်ကိုသင်ပါတယ်အဲ့ဒါကိုပဲမိုးကုတ်ဆရာတော်ဘုရားကြီးကလူတွေကိုသောတာပန်ဖြစ်အောင်သောတာပန်ဆိုတာအတ္တပြုတ်သွားတာအနတ္တကိုမြင်သွားတာဒီအနတ္တကိုမြင်စေခြင်းတဲ့အတွက်ဆရာတော်ကြီးရဲ့စေတနာအရပရိစ္ဆသမုပ္ပါဒ်ကြီးကိုသင်ပါတယ်ဒါပေမဲ့သင်တဲ့အခါမှာဆရာတော်ကြီးကလည်းဒိဋ္ဌိကိုအသိနဲ့ဖြုတ်ခန္ဓာဉာဏ်ရောက်လို့အမျိုးမျိုးပြောခဲ့ပေနဲ့လေကျွန်တော်တို့တမန်လူတွေနဲ့ဆရာတော်ကြီးဉာဏ်နဲ့အလှမ်းနဲ့ကွာနေပါတယ်ကွာနေတဲ့အတွက်ဒီပရိစ္ဆသမုပ္ပါဒ်ကိုအနတ္တမြင်ဖို့လို့သဘောမပေါက်ပဲနဲ့ဒီပရိစ္ဆသမုပ္ပါဒ်ကြီးသိအောင်အတ္တနဲ့ပဲလေ့လာနေကြတယ်အလွတ်ကျက်ပြောကြဆိုကြဆွေးနွေးကြတော့အတ္တနဲ့ပဲပေါ့နော်အနတ္တမမြင်နိုင်ဘူးဖြစ်နေအသိလည်းဒိဋ္ဌိနဲ့ပြုတ်ဆိုလည်းဘာမှမသိဘူးခန္ဓာဉာဏ်ရောက်ကလည်းဘာမှမသိဘူးရှင်းစိတ်နောက်စိတ်ကလည်းဆရာတော်ကြီးလောက်ပြောတာမရှိဘူးဒါပေမဲ့ကျွန်တော်တို့ထဲကိုမရောက်နိုင်ခဲ့ဘူးဘာဖြစ်လို့လဲအလန်းကွာနေတယ်ကျွန်တော်တို့နဲ့ဆရာတော်ကြီးတို့ကြားမှာဒီပရိစ္ဆသမုပ္ပါဒ်ကြီးအလွန်နဲ့နဲပါတယ်ဒါကြောင့်မလို့မြတ်စွာဘုရားကတတ္တဝါတွေအားလုံးနားလည်နိုင်တဲ့ဘယ်ကိုဆင်းပေးခဲ့လဲဆိုကံနဲ့ကံ၏အကျိုးဆင်းပေးခဲ့တယ်မြတ်စွာဘုရားကတမန်လူတွေနားလည်နိုင်အောင်ကံနဲ့ကံ၏အကျိုးဆိုအလွန်နဲ့နဲတာပရိစ္ဆသမုပ္ပါဒ်ကိုအကျဉ်းချုံလိုက်ရင်ကံနဲ့ကံ၏အကျိုးပဲရတယ်ဒါပေမဲ့ကျွန်တော်တို့ဉာဏ်နေထဲမှာကအဲ့လောက်မပေါ်လွင်မထင်ရှားခဲ့ဘူးမဆက်ဆက်တတ်ဘူးအပေါ်စီးမမြင်နိုင်ဘူးကိုယ်ဉာဏ်ကအပေါ်စီးမရဘူးဉာဏ်မဖြစ်လို့အဲ့တော့မြတ်စွာဘုရားဘာထိုးတွင်သိခဲ့တာလဲဆိုသဘာဝကြီးမှာအတ္တမရှိဘူးဒီတစ်ချက်အဲ့ရကိုပေါ်လွင်ထင်ရှားအောင်မြတ်စွာဘုရားတမန်လူတွေနားလည်နိုင်တဲ့ကံနဲ့ကံဤအကျိုးဆိုတဲ့ပရိစ္ဆသမုပ္ပါဒ်ကိုသင်ပေးပါတယ်ကံနဲ့ကံဤအကျိုးနားလည်သွားတယ်ကံနဲ့ကံဤအကျိုးကိုနားလည်မှမြတ်စွာဘုရားအဲ့မှာမရသေးဘူးဘယ်ကိုပြေးဝင်တော့မှလဲဆိုတော့သစ္စာလေးပါးကိုပြေးဝင်တော့ကံနဲ့ကံဤအကျိုးဆိုတာအကြောင်းဖြစ်ရင်အကျိုးဖြစ်တယ်ကိုမရက်သေးဘူးအကြောင်းချုပ်ရင်အကျိုးချုပ်တယ်တော့ဘယ်ပြေးဝင်တော့သစ္စာလေးပါးကိုပြေးဝင်တာဒါပဲမြတ်စွာဘုရားရဲ့ဝါဒကြီးဒီသုံးခုကိုကျွန်တော်တို့သိချာနားလည်သဘောပေါက်အောင်ပထမအတ္တမရှိဘူးသဘာဝကြီးမှာနံပါတ်2ကကံနဲ့ကံအကျိုးဆိုတဲ့ပရိစ္ဆသမုပ္ပါဒ်အကြောင်းဖြစ်ရင်အကျိုးဖြစ်တယ်ဒါကိုနားလည်ရမယ်အဲ့ဒါပြီးမှဘယ်ရောက်လာတော့မှတော့ဒီရင်မဆုံးဘူးအကြောင်းချုပ်ရင်အကျိုးချုပ်တယ်ဆိုတဲ့သစ္စာလေးပါးတွေကိုပြေးဝင်ပါဒါပေမဲ့ကျွန်တော်တို့ကဒီသုံးခုကိုမဆက်ဆက်တတ်ဘူးမြတ်စွာဘုရားတရားဒါပဲကျွန်တော်တို့လေ့ကျင့်တာဒီသုံးခုကိုအဓိကလေ့ကျင့်သွားမှာကိုဉာဏ်နဲ့မှာကိုလုံနေတာကကျွန်တော်ဉာဏ်ဥစည်းပြီးမလုပ်ဘူးဉာဏ်ဥစည်းပြီးမလုပ်တော့ဉာဏ်ဥစည်းပြီးလုပ်ပြီးမှပွားရမှာကျွန်တော်တို့ကအခုကလုံတာဉာဏ်မဥစည်းနိုင်တော့ကြာနေတာပေါ့ဉာဏ်မပါတော့ကြာတာပေါ့လှုပ်တော့လှုပ်တဲ့ဉာဏ်မဖြစ်ဘူးဉာဏ်လည်းမပါဘူးဉာဏ်ဆိုလည်းနားမလဲဘူးဉာဏ်ဆိုတာကနားမလဲတာထိုးထွင်းမြင်ဖို့မပြောနဲ့လို့စားတဲ့စကလုံးတောင်မှရင်းနေမကြလို့ရှိရင်ဘာမှမသိဘာလို့တောင်တော့ဘာဝနာအာတဝနတတိပွားများနေရမယ်ဒါပေမဲ့ကျွန်တော်တို့ဘာကလဲပွားများမှုကအားနေတာဟုတ်ဘာကြီးရတယ်အများတာကိုဉာဏ်နဲ့မှမေးကြမိုင်းနာပေါ့နော်မခွဲနိုင်ဘူးဇဝိနည်းဆိုမိုင်းနာပါပဲအဲ့ဒါက supporting role ပဲအထောက်ပံ့တစ်ခုလောက်ပဲဒါပေမဲ့ကျွန်တော်ကဇဝိနည်းကိုမေးကြထားတာပေါ့နော်အဲ့လိုဖြစ်နေတယ်အဓိကဒီသုံးခုလေးလည်းသိချာမှတ်ထားပါနောက်ကြကိုဉာဏ်နဲ့လည်းအခုမှကြားဘူးပြင်နဲ့ကိုဉာဏ်နဲ့မှနောက်ကြပေါ်လွင်လာမှဖြစ်ပါတယ်ပထမဆုံးအတ္တမရှိဘူးဆိုတာမြတ်စွာဘုရားထိုးထွင်းတာအတ္တဆိုတာပဋိကားတစ်ချက်ကိုကြည့်လူတွေနားလည်အောင်ပြောပြအဲ့ဒီပဋိကားပေါ်မှာအားလုံးဆေးကြီးပဲအားလုံးဒါအကုန်နားလည်တယ်ပဋိကားမှာဆေးရွယ်ဒါပေမဲ့ဒီဆေးကိုယောက်ျားလို့သတ်မှတ်လိုက်ပြီဒီအယောင်ကိုမိန်းမဒီအယောင်ကိုတစ်ပင်ဒီအယောင်ကိုကားဒီအယောင်ကိုရေးဆိုတာအယောင်ကိုဘာပြုလိုက်တာအတ္တပြုလိုက်ခွဲခြားပြလိုက်အခုဒီအခန်းထဲကလူတွေကိုကျွန်တော်ပဋိကားတစ်ချက်တည်းမှာဆွဲထည့်လိုက်မယ်
ဒီတိုင်းမြင်ရမှာပဲအဲ့ဝကြီးကားပေါ်မှာဘာရှင်းအောင်အယောင်ကြီးပဲဒါပေမဲ့ဒီယောင်ကငါဒီယောင်ကသူအကုန်ခွဲခြားပြစ်တာအတ္တအနတ္တဆိုတာဘာလို့အယောင်ကြီးတယ်ဒီတော့မခွဲခြားတော့ကျွန်တော်လူချင်းခွဲခြားတာじゃနားလေတယ်ဗျာဒါမှလူချင်းခွဲခြားတယ်လူချင်းမခွဲခြားနဲ့ဆိုတာဒါပေမဲ့လူလို့ယူထားတာကအတ္တဖြစ်နေမှမသိဘူးလေဒီဆရာတော်ဖျက်ရပြောတယ်တစ်ပင်ကအရေးကြလိမ့်မယ်နေအောင်ထွေးရင်တစ်ပင်ကအရေးကြလိမ့်မယ်ဒီအရေးကတစ်ပင်တော့မဟုတ်ဘူးသိတယ်ဒါလူတွေကဒီအရေးကတစ်ပင်တော့မဟုတ်ဘူးတစ်ပင်ကတတ်ဒီတစ်ပင်ကနေပေါ့ဒီအရေးကြဒါပေမဲ့တစ်ပင်ကြတော့ဗျာဓာတ်ကြီး၄ပါးရဲ့အရေးလို့မသိဘူးတဲ့ဆရာတော်ရမြင်သွားတာဓာတ်ကြီး၄ပါးပေါင်းစုံမှဒီတစ်ပင်ကဖြစ်လာမှာလေကျွန်တော်တို့ဉာဏ်ကနောက်တစ်ဆင့်ကိုမဖောက်နိုင်ဘူးဥပမာဒီခေတ်လို့ပြောမယ်ဆိုတော့ဆဲတွေတစ်ရှူးတွေစုပေါင်းလိုက်မှဘာဖြစ်လာလဲတစ်ပင်ဆိုတဲ့ပုံသဏ္ဍာန်တစ်ခုဖြစ်လာတာဒါပေမဲ့ဒီတစ်ပင်ဆိုတာပုံသဏ္ဍာန်ကတစ်ရှူးတွေဆဲတွေသို့မဟုတ်လေဓာတ်ကြီး၄ပါးဖွဲ့စည်းထားတဲ့ဓာတ်ကြီး၄ပါးရဲ့အရေးလို့တော့မသိဘူးဗျတစ်ပင်နဲ့အရေးကိုတော့နားလဲတယ်ခွဲခြားနိုင်တယ်ဒီတစ်ပင်ကိုတော့ဓာတ်ကြီး၄ပါးရဲ့အရေးဆဲတွေတစ်ရှူးတွေရဲ့ပေါင်းစုပြီးတော့ဖြစ်ပေါ်လာတဲ့ပုံသဏ္ဍာန်အရေးနမိတ်လို့မသိဘူးတဲ့အမှန်တဆင့်လေးကြံတယ်အမှန်တော့အခက်ကြီးမဟုတ်ကြတော့ကျွမ်းကျင်သွားတာဒီနေ့ကညံပေါက်တော့မှာညံရဲ့သဘောကဒီလိုဖောက်မှာဒါလေဒီဆရာတော်ဖေးရဲ့ညံကိုတအားပြောခဲ့တာဒါပေမဲ့ကျွန်တော်တို့အခုသိရင်တညာနဲ့တော့သိမယ်ညံတော့မဖြစ်သေးဘူးညံဆိုတာဓာတ်ကြီးလေးပါးကိုမသိသိနိုင်သေးဘူးကျွန်တော်ထဲမှာကဆရာတော်ကြီးကတော့မင်းတို့ကကြောင်တောင်ကန်းနေတယ်ဘာဖြစ်လို့လဲမင်းတို့မြင်နေရတာအားလုံးကပထဝီလေးကြီးပဲတော့ကျွန်တော်တို့ကပထဝီမှမသိသေးတာဆရာတော်ကြီးကတော့ပထဝီသိတော့သူညံထဲမှာတော့ဒါတွေအားလုံးကမြင်ပထဝီလို့သိတာပေါ့မင်းတို့မြင်ရတာပထဝီကိုမြင်ရတယ်ဒီလောက်ပထဝီမြင်နေရတာကိုမင်းတို့မှပထဝီမှမသိဘူးဆိုတော့ကျွန်တော်တို့ကပထဝီကိုပထဝီလို့မှမသိသေးတာဆရာတော်ကြီးကပထဝီလို့သိတော့မြင်လိုက်တဲ့ပထဝီကသိနေတာပေါ့အဲ့တော့ဆရာကျွန်တော်လည်းပထဝီလို့မနှဲသိသိရတယ်ပထမတော့ဒီမဟာနာကိုပထဝီလို့မနှဲမြင်အောင်ကြည့်ရတယ်နှုတ်ရင်မြင်လိုက်တာနဲ့ကိုယ်မထိရသေးဘူးမာနေတာပေါ့နော်နောက်ကြလဲကိုမြင်တော့အယောင်လို့ရင်သုံးသိသိရသေးတယ်အယောင်လို့သိသိပြအယောင်ကနောက်ခံပထဝီအမာခံမရှိဘဲနဲ့အယောင်ကတင်လို့မရဘူးဉာဏ်သိသိတာပြောပြတာဒီပထဝီတစ်ခုကိုဉာဏ်ရောက်ဖို့ကအလွတ်ကျက်ပြီးတော့ရောက်ရတာမဟုတ်ဘူးဥပမာစေးသုံးမဲ့အယောင်သုံးမဲ့ဆိုနောက်ကအမာခံအုတ်နံရံမရှိဘဲနဲ့ပိတ်ကားမရှိဘဲနဲ့ဘယ်လိုလုပ်သွားအယောင်ကတီလို့ရမှာအဲ့တော့အယောင်တီဖို့ရကနောက်ကပထဝီအမာခံတစ်ခုလို့တယ်အဲ့တော့ကျွန်တော်တို့အဲ့လိုတွေသဘောပေါက်လာတဲ့အခါမှာအယောင်ကိုမြင်လိုက်တဲ့နောက်ထောက်တော့ဘာရှင်းလဲပထဝီအခန့်ရှိလို့အယောင်တင်လို့ရတယ်သိလားသိလာတဲ့အခါမှာကျွန်တော်တို့ကပန်းမွင်လေးလက်တွေ့ရောအဲ့ဒီပန်းပွဲမဟုတ်ပထဝီဖြစ်ညံထဲမှာပေါ်သွားပြီအဲ့လိုစဉ်သိမ့်ကြတာအမနှင်းစီဆိုအနေရဲလေးကျွန်တော်အနေရဲလေးမြင်လိုက်တဲ့နဲ့နှင်းစီပန်းဖြစ်နေတယ်ပုံသဏ္ဍာန်နဲ့ဒါပေမဲ့အဲ့ဒါညံထဲမှာတော့ကျွန်မဒီအယောင်ကပထဝီမရှိဘဲနဲ့အဲ့နှင်းစီပန်းမှာမဟုတ်ဘဲနဲ့ပထဝီကြီးပဲပထဝီရှိလို့အယောင်ဖြစ်နေရအနန်းကလည်းပထဝီမရှိဘဲနဲ့ဘယ်ဟာမှွေးမှာတော့ပထဝီရှိမှအဲ့ပထဝီပေါ်မှာမူတည်ပြီးအနန်းကပေါ်လာမှာပေါ့ဆိုတော့ညံထဲမှာကအဲ့လိုမသိသိပဲနဲ့ပထဝီလို့ကိုညံကမဖောက်ဘူးကျွန်တော်တို့ထဲမှာနင်းစီအပန်းကိုယဉ်ကျေးရသေးရဲ့လူကိုအယောင်လို့သိသိတာမဟုတ်ဘူးညံကလူကြီးကဒီလောက်ကြီးအယောင်ကြီးထင်ရှားတာအယောင်လို့မသိဘူးလူကိုကျွန်တော်တို့ကနင်းစီပန်းဆိုမှအယောင်ကအမရဲရဲလေးကလာတာအနန်းကလည်းအမနှင်းစီနန်းလေးကမွေးလိုက်တော့အဲ့တော့နှင်းစီမဟုတ်ဖ ೇನೆ ဒါကိုပထဝီလို့မြင်အောင်ကြည့်ရတယ်ပထဝီရှိမှအယောင်ပေါ်တယ်ပထဝီရှိမှပဲအဲ့ပထဝီကိုစွဲမိပြီးဘာဖြစ်တာအနန်းကဖြစ်တယ်မုံစားကြီးအဲ့မုံကြီးကပထဝီမုံမူပြီးမှဘာဖြစ်တာအရသာဖြစ်တယ်ဉာဏ်ထဲမှာလေဒီပထဝီထင်ရှားအောင်ကိုအမြဲလုပ်နေရတယ်ကိုယ်ရုပ်ကြီးကြတော့ပထဝီလို့သိမသိဘူးအယောင်တွေလည်းမသိဘူးအနံ့လည်းမသိဘူးအရသာလည်းမသိဘူးကျွန်တော်ကဒါကြီးကြတော့စိတ်ထဲအဲ့လိုမပေါ်ဘူးဟိုမုံတို့ကြမှာအရသာမုံဆိုတာပထဝီကြီးပါလားဉာဏ်ကအဲ့လိုသိသိရတာအများကြီးအချိန်ယူရတယ်လို့ပြောပြတာဒီဓာတ်တစ်ခုကိုပေါက်ဖို့ဟာဒီတစ်ထိုင်နဲ့တော့ကျွန်တော်တို့ကဘယ်လိုလုံးမှမသိနိုင်ဘူးကျွန်တော်တို့မှာဒါပေမဲ့ဘလို့ချင်းကပ်ရတယ်ဆိုတာခဏခဏလေးကြားရတယ်လမ်းညွန်ပေးရတယ်အဲ့လိုတွေပွားခဲ့ရတယ်အဲ့တမှာကျွန်တော်တို့ကမြင်လိုက်တာပထဝီရှိလို့တို့ပြင်ရတဲ့အယောင်တွေပါလားဆိုပြီးတော့ဒီလိုသိရတာဒါကြောင့်မလို့ရုပ်တည်နေတွေကိုချင်းကပ်တဲ့ခါမှာအများကြီးနှလုံးသွင်းရပါတယ်အဲ့လိုနှလုံးသွင်းမို့လေအဲ့ထဲနေနိုင်မှုကဘာလို့လဲတမာရီလို့လေတမာရီမရှိရင်အဲ့ထဲကိုအဲ့လိုကျွန်တော်ပြောသလိုစိတ်ကမနေနိုင်ဘူးအာယုန်တွေကပြန့်နေတာနော်ဒါကြောင့်မလို့အခုယုံနံနေလဲခဏပြောမှမလို့ဒါလေးကိုစတင်ပြီးတော့ပြောလိုက်ခြင်းဖြစ်ပါတယ်နော်ခဏတင်မဲ့ပြစ္ဆုတ်ပန်နဲ့ယုံနံဆိုတာစာမျက်နှာ25မှာပါက
ကဲဒါလေးကိုဖတ်ကြားရှင်းလင်းတင်ပြမှာဖြစ်ပါတယ်ပစ္စုပန်နှင့်ယုံနာပစ္စုပန်ဆိုတာလက်ခုပ်တီးရင်ထွက်လာတဲ့အတန်ဟာစောထွက်လို့လည်းမရသလိုနောက်ကျမှထွက်လာလို့လည်းမရပါအဲ့ဒီအတန်ကပစ္စုပန်တဲ့ပါပဲအဲ့ဒီအတန်ကိုကြားတဲ့သောတာဝိညာဉ်ကလည်းစောကြားခြင်းလို့လည်းမရဘူးနောက်ကျကြားခြင်းလို့လည်းမရဘူးကြားတဲ့သောတာဝိညာဉ်ကလည်းပစ္စုပန်တဲ့ပါပဲကြားတဲ့ဆိုကြတဲ့ကအတန်ဆိုတဲ့အာယုံရှိမှကြားတဲ့သောတာဝိညာဉ်ကဖြစ်တာပါအာယုံမရှိဘဲနဲ့ဝိညာဉ်မဖြစ်ဘူးဝိညာဉ်ကလည်းတရားရုပ်နားမရှိဘဲနဲ့ဖြစ်လို့မရဘူးဒါကြောင့်ကြားတယ်ဆိုကြတဲ့ကနောက်စိတ်မနှောမှာဖြစ်တဲ့ဉာဏ်ကပစ္စုပန်တဲ့ယုံနံကိုသိပါတယ်စာလူကတော့နားနဲ့အတန်နဲ့တိုက်ရင်ကြားစိတ်ပေါ်တယ်လို့သင်လိုက်တာပဲအာယုံရှိမှစိတ်ဖြစ်တယ်ဆိုတဲ့အကြောင်းအကျိုးသိသိနိုင်တဲ့အနတ္တဉာဏ်မပါဘူးတစ်ချိန်မှာနှစ်စိတ်ပြိုင်မဖြစ်တာကြောင့်ကြားတဲ့ရှေ့စိတ်ဖြစ်ပေါ်ပြီးမှနောက်လိုက်မနှောကသိတာလို့အရှိကိုအရှိတိုင်းဟုတ်တိုင်းမှန်စွာပစ္စုပန်တဲ့ကိုသိတဲ့ယထာဘုဒ္ဓဉာဏ်မပါဘူးပစ္စုပန်ကိုကိုယ်တိုင်မှထိုးရင်းမမြင်တတ်သေးတာယုတ်တရားနံတရားဆိုတာကအထူးမဟုတ်ပါဘူးတဘာဝအရှိတရားပါပဲဒါပေမဲ့ယုံနံတဘာဝကိုထိုးရင်းသိမြင်တတ်တဲ့ဉာဏ်ကသာထူးနေတာပါကျွန်တော်တို့နေခွင့်ရတာပစ္စုပန်မှာပဲနေခွင့်ရတယ်အတိတ်ကိုတွေးနေပေမဲ့အတိတ်မှာနေလို့မရတော့သလိုအနာဂတ်ကိုမျှော်ပြီးစဉ်းစားနေလို့အနာဂတ်ကိုသွားနေလို့မရသေးပါဘူးအဲ့ဒါကိုတညာနဲ့တော့သိကျင်သိပါမယ်ကျွန်တော်တို့ဉာဏ်ထဲမှာတော့ပစ္စုပန်သဘောကထင်ရှားမနေသေးဘူးရှေ့စိတ်ကိုနောက်စိတ်နဲ့သတိမကတ်နိုင်သေးဘူးအမှန်မှာတော့ပစ္စုပန်ဆိုတာမိမိကိုယ်တိုင်ကပစ္စုပန်မှာပဲမြင်ကြားနံစာထိတွေးတိုင်းဟာပစ္စုပန်ယုံနံနဲ့ပဲအသက်ရှင်နေရတာပါဒါကြောင့်မြင်မြင်နဲ့ဉာဏ်မြင်မတူပါဘူးဉာဏ်ကထိုးရင်းသိတယ်စိတ်မှာမြဲတယ်ထင်တဲ့နေဆတညာကိုယ်အလိုတိုင်းဖြစ်တယ်ထင်တဲ့အတ္တတညာတွေကိုဖြစ်ပေါ်စေတဲ့ကိလေသာဖြစ်ခွင့်အနုတ္တယအမြင့်ရဲ့သဘာဝကိုထိုးရင်းမြင်တဲ့ဉာဏ်ကသာပယ်နိုင်ပါတယ်အတိတ်အာယုပြန်နိုင်တာကတင်ညာပါပဲဒါပေမဲ့နေဆတင်ညာအတ္တတင်ညာနဲ့အတိတ်အာယုကိုအခိုင်အမြဲသိမ့်ပိုက်ထားတော့ပြန်တွေးတိုင်းကိလေသာဖြစ်ခွင့်ရှိနေတယ်သိမ်မွေလွန်းတော့မြင်နိုင်ခဲ့တယ်အတိတ်အာယုကိုပြန်ပြီးအကောင်းအဆိုးတွေကိုကိလေသာနဲ့နှိုင်းယှဉ်ပြီးပြောဆိုလောက်ကင်ကြံစီကြတာပါပဲပစ္စုပန်မှာဖြစ်တိုင်းပြည့်နေတဲ့ယုံနံပဲရှိတယ်လို့နောက်စိတ်မှာသိတဲ့ဉာဏ်ဖြစ်သွားရင်ကိလေသာဖြစ်ခွင့်အနုတ္တယအမြင့်ကိုဝိပဿနာဉာဏ်ကတရင်ကပယ်နိုင်ပြီးမဲ့ဉာဏ်နဲ့အပြီးပယ်ရှားနိုင်ပါတယ်ဟုတ်ပါပြီဝိပဿနာဆိုတာပစ္စုပန်တဲ့ရှုရတယ်လို့ပြောကြပြန်ရောပြောကြပြန်တော့ပစ္စုပန်တဲ့ရှုဆိုတော့ပစ္စုပန်ကိုတဲ့ရှုဖို့ကပစ္စုပန်သိလားလို့ကျွန်တော်မေးရတော့အဲ့တော့ပစ္စုပန်ကိုဘာလဲလို့မေးပါတယ်ပစ္စုပန်ကိုဘာလဲလို့ကိုယ့်ကိုယ်လည်းစဉ်းစားကြည့်ပစ္စုပန်ဘာလဲဆိုကိုဘယ်လိုသိလဲဆိုတချို့ကလည်းအခုပဲတဲ့ပစ္စုပန်ဆိုတော့အခုပဲတဲ့အဲဒီလိုပြောကြပါတယ်အဲ့တော့တကယ်တမ်းပစ္စုပန်ကိုရှင်းပြဖို့ကဒါခက်ပါတယ်စာပေလိုကတော့ပစ္စုပန်ကိုအတ္တပစ္စုပန်တဏ္ဍတိပစ္စုပန်နဲ့ဒီခဏိကပစ္စုပန်ခဏပစ္စုပန်ပေါ့နော်သုံးမျိုးခွဲပါတယ်အတိတ်ဘဝကဟာပြီးခဲ့တဲ့ဘဝကအတိတ်အခုဘဝကပစ္စုပန်နောင်လာမဲ့အနာဂတ်လာမဲ့ဘဝကအနာဂတ်ပေါ့နော်ဒီလိုခွဲပါတယ်အဲ့လိုပဲတဏ္ဍတိဆိုတော့အခုအခိုက်အတန့်တွင်ဆိုတာဒါပစ္စုပန်ပဲခဏဆိုတာတော့စိတ်တခဏလောမဲ့ရှေးစိတ်နောက်စိတ်ကဒါခဏပစ္စုပန်ပေါ့ဒါစာပေလို့ပြောတာလက်တွေ့လဲလို့ရောဘာလို့မှန်းကိုမသိဘူးအဲ့တော့ကျွန်တော်ကကြမ်းကြမ်းဖမ်းဖမ်းပေါ်သွားတယ်ဘာပေါ်သွားတယ်လက်ခုပ်လေးတီးပြအဲ့ဒီအတန်ကစောထွက်ခြင်းလည်းမရသလိုနောက်ကျထွက်ခြင်းလည်းမရဝိသွားတယ်ဘာပယ်လိုက်တာတော့စောထွက်ခြင်းလို့မရတာအနာဂတ်နောက်ကျထွက်ခြင်းလို့မရတာအတိတ် exclusion method လို့ခေါ်တယ်ကျွန်တော်တို့ကဒါကကျွန်တော်စေပညာပတ်သင်ရတယ်ယောဂမသိလို့ရှိရင်မဖြစ်နိုင်တာတွေအကုန်ဖယ်ထုတ်ပြလိုက်တာမဖြစ်နိုင်တာဖယ်ထုတ်ရင်ဘာကြံခဲ့လဲသိလားဖြစ်နိုင်တာကြံခဲ့တယ်အဲ့ဒီတိုင်းပဲပစ္စုပန်ပြောခြင်းလို့ရှိရင်ပစ္စုပန်တဲ့တဲ့ကပြောလို့မရဘူးပြောလို့မရရင်ကျွန်တော်ဘာလို့ဖယ်ထုတ်လိုက်တာအတိတ်နဲ့အနာဂတ်ဖယ်ထုတ်လိုက်တာပစ္စုပန်ဒါ teaching system ကိုပြောတာသင်ကြားနည်းစနစ်ဒါသင်ကြားနည်းစနစ်ကလည်းလိုတယ်စနစ်တစ်ခုဖြစ်လာဖို့အဲ့တော့လက်ခုပ်တီးလိုက်တဲ့နဲ့ဒီတန်ကစောလွယ်ထက်လို့မရလို့ပစ္စုပန်သင်လို့ရရလေနှမိုးချင်းပစ္စုပန်ဘယ်လိုသင်မလဲအခုပဲဆိုတာရခဲ့ပြောရတာတော်တော်ခက်တဲ့ကိစ္စအခုပဲဆိုတာကအရခုရဘဲရဆိုတော့သုံးခုဖြစ်နေပြီကျွန်တော်တို့ကအဲ့လိုဖြစ်နေတယ်တကယ်တမ်းပြန်စဉ်းစားကြည့်ဒီလက်ခုပ်တန်ကြတော့စောလည်းထွက်လို့မရလို့နောက်ကြလည်းထွက်လို့မရဘူးဟုတ်ပြီအတန်ကပစ္စုပန်အတန်က
အဲ့ဒီတန်ကိုကြားတဲ့သောတာဝိညာဉ်လဲစောဖြစ်ခြင်းလို့မရလို့စောကြားခြင်းလို့မရလို့နောက်ကြကြားခြင်းလို့လဲအဲ့ဒီသောတာဝိညာဉ်ဟာအဲ့တော့အတန်ယုံနဲ့သောတာဝိညာဉ်နန္တာပါရတာပြစ္ဆုတ်ပံကြားကြိုက်တာပြစ္ဆုတ်ပံကြားကြိုက်ယုံနန္တာအဲ့ဒီကြားကြိုက်ယုံနံကိုပြစ္ဆုတ်ပံလို့ဘယ်လိုသိလဲဆိုကြားသိပြီးရတဲ့နောက်ကမနောကသတိပြုမိလိုက်လို့ရှိရင်အဲ့ဒီသတိပြုမိရရှေ့ကပြစ္ဆုတ်ပံကိုသိသွားတာပြစ္ဆုတ်ပံကိုရှေးစိတ်နောက်စိတ်လို့မသိဘူးကြည့်ကဲပြစ္ဆုတ်ပံတဲတဲ့ရှုဆိုတော့လဲကျွန်တော်ဘယ်လိုလုပ်လဲသိလားဝိုက်ပုတ်ပေါ်ကိုပြစ္ဆုတ်ပံလို့ရေးလိုက်တယ်ပြစ္ဆုတ်ပံတဲတဲ့ရှုဆိုအဲ့ဒီပြစ္ဆုတ်ပံရှိလားတဲတဲ့တာကြည့်တော့ကျွန်တော်တို့သိတဲ့ပြစ္ဆုတ်ပံတဲတဲ့ရှုကဒါပဲသိတာမှတ်တာကျွန်တော်တို့လောကအကုန်ပြီပြစ္ဆုတ်ပံတဲတဲ့ရှုဆိုရှေ့ကိုပြစ္ဆုတ်ပံရေးအဲ့ရနဲ့တဲတဲ့နေအဲ့ဒါပြစ္ဆုတ်ပံတဲတဲ့ရှုပဲမမို့ရင်ပြစ္ဆုတ်ပံတဲတဲ့ရှုဆိုတာဘလို့နားလေအပန်းကိုမသိဘူးကျွန်တော်တို့ကအဲ့တော့ဆရာရဲ့နာယီလက်တန်သွားကြည့်ပေါ့အဲ့ဒီတစ်စက္ကန့်ဟာပြစ္ဆုတ်ပံလာအောင်မယ်ဒီလိုနည်းနည်းလူရည်လေလူကနာယီလက်တန်လေးသွားကြည့်စက္ကန့်နဲ့လေးသွားကြည့်စက္ကန့်နဲ့လေးလှုပ်လိုက်မယ်တဲ့အဲ့ဒါပြစ္ဆုတ်ပံအဲ့ဒါပြစ္ဆုတ်ပံမဟုတ်ဘူးအဲ့ဒီလှုပ်ခိုက်လေးစက္ကန့်နဲ့လှုပ်ခိုက်လေးနဲ့ဒီဘက်ကမြင်စိတ်လေးပေါ်ခိုက်လေးကသာပြစ္ဆုတ်ပံအစင်းနဲ့မြင်စိတ်ပေါ်ခိုက်တာပြစ္ဆုတ်ပံမြင်တဲ့ယုံနဲ့ပြစ္ဆုတ်ပံကြားတဲ့ယုံနဲ့ဒါပဲလေအဲ့ဒါဘယ်လိုသိမလဲမြင်စိတ်ပြီးနောက်ကသတိလိုက်ကြားစိတ်ပြီးရင်နောက်ကသတိလိုက်မှရှေးစိတ်ပြီးနောက်ကသတိလိုက်လို့သိသွားတာပြစ္ဆုတ်ပံရှေးစိတ်ဝိပဿနာပြစ္ဆုတ်ပံတဲ့ရှိဆိုဒါပြောတာရှေးစိတ်နောက်စိတ်မသိတော့ဘယ်လိုရှင်းမလဲဒီနေရာမှာပြစ္ဆုတ်ပံတောင်မှရှေးစိတ်နောက်စိတ်မသိရင်မရှင်းတတ်ဘူးဒါပဲလေပြစ္ဆုတ်ပံတဲ့ရှိဆိုတာရှေးစိတ်ပြီးနောက်စိတ်ကနေပြီးတော့ရှေးစိတ်ကိုပဲသတိနဲ့ကြည့်လိုက်ရုပ်နံလို့ဒီတွင်ဒါပြစ္ဆုတ်ပံတဲ့သွားတာပဲရုပ်ပြစ္ဆုတ်ပံအခိုက်တာရုပ်နံကလည်းရှိတာပြီးလိုက်တာနဲ့တညာတွေပေါ်သွားတဲ့ပုဂ္ဂိုလ်တ attva တွေငါသူတို့ဘာတွေနဲ့တိုက်တွေကားတွေနဲ့ပြီးပြီဗာပြစ္ဆုတ်ပံမှာအဲ့ဒါတွေကတညာတွေတညာကဘယ်ပြန်လဲသိလားအတိတ်ပြန်တယ်တညာကဘယ်ပြန်သွားတာအတိတ်ပြန်သွားပြီဒေါလို့ကြလိုက်တာဒေါဆိုတာအတန်အစင်ကြီးဒေါဆိုတာကဘာရောအတန်အစင်ကြီးအဲ့ဒီအချိန်မှာခွေးလည်းမပါဘူးနောက်ကတညာဘာလို့ခွေးလို့သိတာဆိုအတိတ်ကတင်ထားတာမှတ်ထားတာအတိတ်ပြန်သွားပြီပြစ္ဆုတ်ပံနဲ့အတိတ်ဆိုတာနောက်ကတညာလိုက်တာနဲ့နောက်စိတ်မှာပဲပြန်သွားအတိတ်ပြန်သွားပြီသတိရှိမှရှေ့ကပြစ္ဆုတ်ပံတဲတဲ့ကိုသိတာအတိတ်နဲ့ပြစ္ဆုတ်ပံဘလောက်ကက်လဲရှေးစိတ်နောက်စိတ်ပဲပြီးပြီအဲ့မဲ့ကျွန်တော်တို့ဉာဏ်နဲ့မှအတိတ်နဲ့ပြစ္ဆုတ်ပံအဲ့လောက်ကက်တယ်လို့ဘာဖြစ်လို့လဲကိုမသတိမရှိတာသတိဘလောက်လို့လဲအဲ့လောက်လို့တယ်အဲ့ဒီသတိကိုပဲမြတ်စွာဘုရားတပ်ပင်ညူကြောင့်မို့အဲ့လိုဘ누구ပဲသိခဲ့တာဆိုမြတ်စွာဘုရားပဲသိခဲ့တာဒီနာကိုပြစ္ဆုတ်ပံတောင်မှဘ누구ပဲသိတာမကိုကိုပြစ္ဆုတ်ပံသိတယ်မထင်ကြဘူးလားပြစ္ဆုတ်ပံဘုရားပွဲမှာသိတာပြစ္ဆုတ်ပံဆိုတာဘာသိတာသိလားစကလုံးပဲသိတာပြစ္ဆုတ်ပံဆိုတာဘာသိတာသိလားစကလုံးပဲသိတာအင်္ဂလိပ်လိုဆိုလဲ present ပေါ့နော်ပြစ္ဆုတ်ပံဒီလိုပဲသိမှာပဲဟုတ်ပါပြီအဲ့တော့ဒီလိုဆိုလို့ရှိရင်အခုပြစ္ဆုတ်ပံဆိုတဲ့ဆိုတာကမြင်ကြိုက်ကြားကြိုက်နားကြိုက်စားကြိုက်ထိကြိုက်တွေးကြိုက်လေးတာပြစ္ဆုတ်ပံအဲ့ဒီပြစ္ဆုတ်ပံကိုရှေ့စိတ်ပြီးနောက်စိတ်ကသာသတိရှိမှပြစ္ဆုတ်ပံကိုသိတယ်ပြစ္ဆုတ်ပံတဲတဲ့ဆိုတာလေဒီရှေ့စိတ်ပြီးနောက်စိတ်ကသတိပြုမှပြစ္ဆုတ်ပံတဲ့သွားတာပဲရှေ့စိတ်ကယုံနံကိုနောက်စိတ်ကသတိပြုမြင်ပြစ္ဆုတ်ပံတဲ့တာပဲပုဂ္ဂိုလ်တ attva တွေသိလိုက်တာနဲ့ပြစ္ဆုတ်ပံတဲ့သေးလားမတဲ့တော့ဘူးဒီလိုနားလေရမှာဖြစ်ပါတယ်နော်ဟုတ်ပါပြီအဲ့တော့အဓိကကပြောချင်တာကကိုယ့်ရဲ့မြင်ကြိုက်ကြားကြိုက်တွေဒါပြစ္ဆုတ်ပံဝိပဿနာပြစ္ဆုတ်ပံရှုရတယ်ဆိုတာရှေ့စိတ်ပြီးနောက်စိတ်မှာသတိရှိရနဲ့ပြစ္ဆုတ်ပံတဲ့သွားပြီဒါပဲကျွန်တော်တို့နော်ဟုတ်ပါပြီအဲ့တော့စာမျက်နှာ20မှာကာလ3ပါးနဲ့ပြစ္ဆုတ်ပံကာလ3ပါးနဲ့ပြစ္ဆုတ်ပံပြစ္ဆုတ်ပံတဲတဲ့ကိုမျက်စိကမြင်တယ်မြင်တဲ့နာယုတ်နံပြစ္ဆုတ်ပံကြားတဲ့ယုတ်နံပြစ္ဆုတ်ပံနာတဲ့ယုတ်နံပြစ္ဆုတ်ပံစားတဲ့ယုတ်နံပြစ္ဆုတ်ပံထိတဲ့ယုတ်နံပြစ္ဆုတ်ပံတွေးတဲ့ယုတ်နံပြစ္ဆုတ်ပံမျက်စိကမြင်တဲ့ပြစ္ဆုတ်ပံတဲတဲ့ကိုသိတယ်နားကကြားတဲ့ပြစ္ဆုတ်ပံတဲတဲ့ကိုမနှောကသိတယ်နှာခေါင်းကနံတဲ့ပြစ္ဆုတ်ပံတဲတဲ့ကိုမနှောကသိတယ်ရှာကစားတဲ့ပြစ္ဆုတ်ပံတဲတဲ့ကိုမနှောကသိတယ်ကိုကထိတဲ့ပြစ္ဆုတ်ပံတဲတဲ့ကိုမနှောကသိတယ်ရှေမနှောကကြံတဲ့ပြစ္ဆုတ်ပံတဲတဲ့ကိုနောက်မနှောကသိတယ်အဲ့ဒီလိုသိတဲ့နေရာမှာရှေ့စိတ်ကိုနောက်စိတ်ကသတိနဲ့ကပ်ပြီးနာမတန်တန်တို့မပါအောင်သိနိုင်ရင်မျက်စိကမြင်တဲ့အတိုင်းမနှောကသိနိုင်ပါတယ်နားကကြားတဲ့အတိုင်းမနှောကသိနိုင်တယ်နှာခေါင်းကနံတဲ့အတိုင်းမနှောကသိနိုင်ပါတယ်ရှာကစားတဲ့အတိုင်းမနှောကသိနိုင်ပါတယ်ကိုကထိတဲ့အတိုင်းမနှောကသိနိုင်ပါတယ်စိတ်ကကြံတဲ့အတိုင်းမနှောကသိနိုင်ပါတယ်ဒါဆိုရင်ပုံသဏ္ဍာန်ပညာအမည်ပညာတို့မဝင်နိုင်တော့ပါဘူး
ရှေးစိတ်ကိုနောက်စိတ်ကသတိကပ်နိုင်ရင်ပြစ္ဆုတ်ပံကိုသိနိုင်ပါတယ်မျက်စိမြင်တာကဘယ်လိုလို့အတိတ်ကိုမြင်နိုင်မှာတော့အတိတ်ဆိုတာကမနှောနဲ့ပြန်ဆင်ခြင်ရတဲ့အာယုံတွေပဲမနှောကတင်ညာနဲ့ပြန်ဆင်ခြင်မှအတိတ်ကိုသိရတာပါအဲ့ဒါလို့မသိရင်အတိတ်ကိုခန္ဓာဉာဏ်ရောက်မသိဘူးဘယ်အချိန်ပြစ္ဆုတ်ပံတင်မှန်းလဲမသိဘူးပြစ္ဆုတ်ပံမတည့်ရင်အတိတ်နဲ့အနာဂတ်ကိုမလွန်နိုင်ဘူးကာလသုံးပါးကိုမှပိုင်းခြားမသိပဲကာလလွန်ဒေသလွန်ဆိုတဲ့ကာလဝိမုတ်ကိုလည်းနားမလည်နိုင်ပါဘူးလူတွေကနိဗ္ဗာန်ကိုသာရကျင်တာနိဗ္ဗာန်ကဒေသလွန်ကာလလွန်တရားဖြစ်သွားပြီပရမတ်သဘောတွင်ယုံနာမှတပါအခြားမရှိပါဟုတ်ပြီအားလုံးကဒီနေရာကြီးပဲသင်ပါပဲဒီနေရာကိုလှည့်သင်ပါအမျိုးမျိုးလှည့်သင်တာအခုခနေ့ကပြစ္ဆုတ်ပံနဲ့သင်လိုက်တာပြစ္ဆုတ်ပံနဲ့သင်တော့လည်းဘာသင်တာဆိုရှေးစိတ်နောက်စိတ်ပဲကုသိုလ်အကုသိုလ်သင်တော့လည်းကုသိုလ်အကုသိုလ်ဘယ်မှာဖြစ်တာနောက်စိတ်မှာဖြစ်တာမြင်နေမသိဘူးမြင်နေဆွဲလိုက်တဲ့ဆိုမြင်နေရှေးစိတ်ဆွဲလိုက်တာကနောက်စိတ်ရှေးစိတ်နောက်စိတ်မှာသင်တော့လည်းရှေးစိတ်နောက်စိတ်ကိုအဓိကထားပြီးလေဒီဆရာတော်ဖျားကြီးရဲ့ရှုထောင့်ကနေသင်ပေးတယ်ခဏကလည်းပြစ္ဆုတ်ပံတဲ့ရှုရဆိုပြစ္ဆုတ်ပံတဲ့လည်းပါလဲဆိုရှေးစိတ်နောက်စိတ်ပဲဒါပေမဲ့ကျွန်တော်တို့ကဒီရှေးစိတ်နောက်စိတ်ကဒီလောက်မြတ်စွာဘုရားသဗ္ဗညုတဉာဏ်ကြီးနဲ့သိခွင့်ရပြီးတော့ဒီလောက်အရေးကြီးမှမသိခဲ့ဝိပဿနာတရားအားထုတ်တယ်ဆိုတာဒီရှေးစိတ်နောက်စိတ်မှမသိရင်ဝိပဿနာဘလို့မှမထိုက်ဘူးဆိုတာလက်တွေ့ပြလိုက်တာပဲမျက်စိမှာမြင်တဲ့အတိုင်းမနှောကသိဖို့ဆိုတာမြင်တဲ့အခိုက်လေးကပြစ္ဆုတ်ပံပဲမြင်ကြိုက်လေးကပြစ္ဆုတ်ပံမြင်ကြိုက်မှာဘာပဲရှိလဲဆိုလို့ရှိရင်ဘုဘက်ကအစင်ဒီဘက်ကသက္ကုဝိညာဉ်အစင်အာယုတ်သက္ကုဝိညာဉ်ကနံစာလို့ပြောတာအဲ့ဒီယုတ်နံကိုပဲနောင်မနှောကသတိနဲ့အောင်းမိနိုင်ရင်ပြစ္ဆုတ်ပံတဲ့အဲ့တော့ဆရာဝေးပြောတာမပါဘူးအခုနေဆိုတာနေမြင်ရတာမဟုတ်ဘဲနဲ့လင်းနာမြင်တာရှေးစိတ်နောက်စိတ်ကအဲ့လင်းနဲ့မြင်တဲ့အတိုင်းသတိပြုနေမြင်ရတာမဟုတ်ဘူးလင်းနာကြီးမြင်နေရတာအဲ့ဒါကိုကျွန်တော်ကနေသွားလုပ်နေတာအဲ့တော့လင်းနာမြင်ရတာဆိုသတိကသိပြီးဉာဏ်ကဆုံးဖြတ်ရကြနေဆိုတာမရှိဘူးနာမည်ပဲတကယ်ရှိတာလင်းနာပဲမြင်ရတယ်ဆိုတာရှေးစိတ်ပြီးနောက်စိတ်မှသတိကပ်ပြီဉာဏ်အောင်ဖြစ်သွားမယ်နေဆိုတာတကယ်မရှိဘူးလို့ဆုံးဖြတ်ချက်ကြာသွားလိမ့်ခုကနေကြီးကတကယ်ရှိတယ်နေတွေညတွေကညဆိုတာလေတကယ်မရှိဘူးဘာပဲကြာမှောင်တာပဲမြင်ရမှောင်တာပဲတကယ်ရှိတယ်မှောင်တာပဲမြင်ရတာဆိုတာပေါင်တာပဲစက္ကုဝိညာဉ်ကသိပြီးတော့နောက်ကသတိပြုမိသွား realize ဖြစ်တယ်အင်္ဂလိပ်လို realize သိကောင်းတာသတိဆိုတာ mindfulness ဆိုတာကလက္ခဏာကိုပြောတာအောင်းမိတယ်သူကိစ္စကဘာလဲအမှန်တရားကိုသိ realize ဖြစ်တယ် function နဲ့ဒီလိုသိရမယ်ကိစ္စနဲ့ definition နဲ့သတိကို definition ဖွင့်လိုက်ရင်အင်္ဂလိပ်လို mindfulness သူကိစ္စဘာလို့တာအမှန်တရားကို realize လုပ်တယ်ကျွန်တော်ကဒီလိုနှစ်ခုသိရ definition သိရမယ် function သိရမယ်ကျွန်တော်သိပ္ပံပညာရေးလည်းဒီလိုသင်ခဲ့တာ definition ဖွင့်ရတယ်သူဘာလုပ်တယ်ဆိုကိစ္စရအတူတူပဲကျွန်တော်ကတရားလဲလို့ရောအဲ့စနစ်တကျမသင်ခဲ့တာစနစ်တကျမသင်ခဲ့တော့ကျွန်တော်တို့ကစနစ်တကျမှမသင်တော့ဘယ်လိုလုပ်တတ်မလဲလွယ်အောင်ပြောလို့ရှိရင်သူသိငါသိရက်ွက်သိရတော့ဘယ်သူမှမပညာရှင်မဖြစ်ဘူးဗုဒ္ဓဒီတရားတွေဆိုပညာရှင်အဆင့်နေတကယ်အဆင့်မြင့်တာကိုကအဲ့လိုမသိလို့ပညာရှင်လည်းပဲအဆင့်တစ်ခုကိုသင်ပေးရတာကျွန်တော်တို့ကဒါပေမဲ့ကျွန်တော်တို့ကဒါလေးကိုပေါ်ပေါ်တန်တန်လေးသွားသဘောထားနေလို့ကြုံတော့တရားနာလိုက်မယ်ဟဲ့ကတော့တစ်သလုံးရမှာမဟုတ်ဘူးပါမဏိသိပ်ပြည့်တဲ့ပုဂ္ဂိုလ်တော့မပြောတတ်ဘူးပေါ့နော်ဒါကြောင့်မို့လို့ဟုတ်လားဒီမျက်စိအမြင်နဲ့ဆိုတာတော်နေစာကြီးလို့ဖြစ်နေမှာဆိုလို့ကားမောင်းကြည့်ရှေ့မှာလမ်းမမြင်ရပါဘူးကတ်တရားဆိုမဲတာကြီးမြင်နေရအဲ့ဒါဆိုနောက်စိတ်မှာဖြစ်တာပြစ္ဆုတ်ပံတဲ့ပြီပြစ္ဆုတ်ပံတဲ့ပြီဒါပဲကျွန်တော်ပြောပြနေတာကောင်းကင်မော့ကြည့်ပါပဲကောင်းကင်မှာမမြင်ရဘူးအယောင်ပဲမြင်ရတာဒါဆိုပြစ္ဆုတ်ပံတဲ့တာပဲကျွန်တော်ပြစ္ဆုတ်ပံတဲ့တယ်ဆိုတော့ white book ပေါ်ပြစ္ဆုတ်ပံကြီးရေးပြီးကိုကတဲ့တဲ့သွားနေရမှာအဲ့လိုဖြစ်နေတယ်ကျွန်တော်တို့သိရတာပဲလေကုံတာပဲကိုသိတဲ့အသိရတဲ့တဲ့ဆိုရှင်းနေကျင်နေတဲ့နေကျင်တာအဲ့တော့အတန်ဆိုလဲတူထုတ်ဆိုဆိုင်ကယ်မဖြစ်နဲ့ဆိုင်ကယ်ဆိုတာနဲ့ထုတ်ကြားတာပြစ္ဆုတ်ပံထုတ်ဆိုတာအတန်ပဲအဲ့ဒါထုတ်ဆိုတာဘာတော့အတန်ပဲကိုညံထဲမှာအဲ့ဒါပြစ္ဆုတ်ပံတဲ့နေရပဲပြစ္ဆုတ်ပံတဲ့တာအတန်ကြားတိုင်းဝิญဉ်တစ်ခုပေါ်တဲ့အတန်ကြားတိုင်းကိုညံထဲမှာအဲ့လိုတော့လှုပ်ထားလေအနတ္တကိုမြင်တာအာယုံရှိမှစိတ်ဖြစ်တယ်အာယုံရှိမှဉာဏ်ထဲမှာပေါ်လို့ပေါ်မနေဘူးအာယုံနဲ့စိတ်ဆိုတာကကိုသိရင်အာယုံနဲ့စိတ်ပဲကိုသိရင်လူတွေဆိုင်ကလေးအဲ့လိုကြီးဖြစ်နေတာအကုန်လုံးက
ဉာဏ်မှမလာတာဒီလောက်သင်ထားလဲအဲ့ဉာဏ်ချက်ပေါ်မလာဘူးနာကကြားလို့ရှင်လဲအားလုံးအတူတူပါပဲကိုကဉာဏ်လေးလှုပ်ကြည့်ပါစကလုံးတွေကိုသွားမလုံးနဲ့တစ်သက်လုံးမရအတန်အရှိကြီးကိုသွားနော်အတန်အရှိကြီးတွေအဲ့တော့ထုတ်ဆိုရင်တန်ကယ်မလုပ်နဲ့အတန်ပဲကျွန်တော်တို့ကနောက်တစ်ခုကဘလို့ပါပြုလို့ဆိုသဘာဝအတန်တွေကိုကြည့်သဘာဝအတန်တွေကြည့်တာဘယ်လောက်ဟိုငြိမ့်လဲဆိုတော့လေတဘာရင်တော့ပကံနေခွန်နဲ့ကိုလိုက်တာနဲ့လေကိုအိမ်ဆိုပူဆိုးတယ်တလားငါပကံနေတော့ကိုယ်ပါပြီသားတခါတည်းကလေဒေါသဖြစ်ခြင်းဖြစ်မဲ့စိတ်ပူခြင်းပဲပူမဲ့အတန်တစ်ခုကြားလိုက်တဲ့ကိုအိမ်မှာဘာဖြစ်တာပါလဲဆိုပြီးတော့နောက်ကြအတန်လို့နှလုံးသွင်းရင်သွင်းမှညလေစိတ်တော်မပူတော့ဘူးဗျအဲ့စိတ်ပူတာကြီးရော့ချက်ချင်းဒေါသဖြစ်တာကြီးစိတ်ပူတာတွေတော့ဘာဖြစ်လို့လဲနောက်ကသတိကကတ်တာဟုတ်ဒါပေမဲ့ဟောဘာဖြစ်ကြတာလဲလို့မေးစရာရှင်းတော့မေးတာပဲပေါ့နော်ဒါပေမဲ့အဲ့စိတ်ပူတာကြီးချက်ချင်းမလာတော့ဘူးဘာလို့လဲသူကအတန်လို့သတိကသူကသူကတ်သွားတာဒီအကျိုးဘလောက်ကိလေသာဘလို့ပယ်လဲဆိုကိလေသာနောက်စိတ်မှာပဲဖြစ်တာဒီမဟာသီဆရာတော်ဖျားကြီးလည်းပြောတတ်တယ်ဟိုမှာတရေကြောက်တတ်တဲ့လူသူကတရေဆိုတာကြောက်တတ်တဲ့ဆိုတာဟိုကဓာတ်ခံပါသွားပြီသူကအဲ့တော့အမောင်နဲ့လည်းသွားရောချိုးချွတ်ဆိုတဲ့အတန်ရောက်ကြားတာချိုးချွတ်ပဲနော်ဒါပေမဲ့သူစိတ်ထဲမှာသူကဘလို့ယူလိုက်တာတရေလို့ယူတာမြင်တာပဲနောက်ကအယူတစ်ခုယူပြလိုက်တာအဲ့အယူမှားဆိုတာဒါကိုပြောတာနားကချွတ်တကယ်ရှင်းတာနော်နားကချွတ်ပဲကြားမှာအယူမှားလိုက်တော့ဘာဖြစ်သွားတရေဖြစ်သွားတာပဲကိုယ်စိတ်ထဲမှာတရေနောက်စိတ်ကယူတာကိုနားကတရေမလာဘူးနားမှာနားတိုင်ကြလို့ချင်းတရေလာသေးလားမကြောက်တော့ပြီးဟိုမျက်လုံးကမြင်ရလဲဟိုလောကတစ်ပင်ကြီးအရေးကြီးကြတာပေါ့နော်ဟိုဘက်ကျတော့တရေကြီးလို့ပေါ့အမှန်အရေးကမြင်လိုက်လို့ရှိရင်အစင်းဆိုရင်ပြီးညာပဲလေလင်းတန်နဲ့မောင်းတာအစ်ဒီလိုသိသွားပြီဒါပေမဲ့ကျွန်တော်တို့အဲ့အဟိုဘာထင်တာသိလားတရေလို့တော့ထင်လိုက်တာနောက်ကယူမှားတာပဲရှင်းစိတ်နောက်စိတ်ပဲရှင်းမြင်တဲ့အတိုင်းအရေးကိုအရေးအစင်းကိုအစင်းလို့သိရင်တရေလို့ယူအောင်မလားအဲ့ဒီတည်းသတိရရှိနေပြီးနေပြီလေ freedom from fear ကြောက်ချင်းမှာဘလို့လွတ်မြောက်လဲရှင်းစိတ်ပြီးနောက်စိတ်မှာသတိရှင်လွတ်မြောက်သွားတာပဲကိလေသာဘလို့လွတ်လဲဒီလိုလွတ်တာပဲရှင်းစိတ်နောက်စိတ်မှာသတိလေဒီလောက်ရှင်းနေတာပဲကိလေသာဘလို့ပယ်လဲဒီလိုပယ်တယ်ရှင်းစိတ်နောက်စိတ်ကျွန်တော်ကကိလေသာဒီလိုပယ်မှန်းကိုမသိဘူးဉာဏ်ထဲမှာကိလေသာဘလို့ပယ်လဲဒီလိုပယ်လိုက်တယ်လို့မသိဘူးကိလေသာနောက်စိတ်ရှင်းစိတ်နောက်စိတ်မှမသိတာကဲဒီလိုဆိုတော့ရှင်းနေရပဲအဲ့တော့ဒီရှင်းစိတ်တဲတဲ့ကိုနောက်ကသတိပြုမိဖို့အရေးကြီးတယ်ရှင်းစိတ်ပြီးနောက်စိတ်မှာသတိလိုက်ဖို့ပဲလိုရင်းပဲဒါပဲပြောလိုက်တာပဲနောက်ဆုံးတော့ဒီတရားဝက်ပြန်သွားဒါကတော့ပါသမယ်ဒီသတိရှင်းစိတ်ပြီးနောက်စိတ်မှာသတိရှိဝက်သတိရှိလိုက်တာနဲ့အနတ္တလည်းမြင်တော့မှာဘာဖြစ်လို့လဲဆိုတော့ဖြစ်ပေါ်လာတဲ့တရားတိုင်းကအလကားတော့မဖြစ်ဘူးအကြောင်းနဲ့ပဲအကျိုးနဲ့ပဲရှိတယ်ဆိုမြင်လာလိမ့်အားလုံးကအကြောင်းအကျိုးဆိုတာနော်ဒီလိုမြင်လာမှဖြစ်ပါတယ်အဲ့တော့ရှင်းစိတ်နောက်စိတ်နဲ့အနတ္တအရေးကြီးတယ်ဗုဒ္ဓဝါဒရဲ့အခြေခံဒါပဲအနတ္တကိုမြင်မှုကရှင်းစိတ်ကိုနောက်စိတ်ကသတိမကတ်နိုင်သေးဘယ်အနတ္တမှမမြင်ဘူးအနတ္တမှမမြင်တဲ့ဗုဒ္ဓဝါဒရဲ့အခြေခံကိုမရဘူးအနတ္တမှမမြင်ဘဲနဲ့ကံကံကြီးကျိုးဘယ်လိုယုံနေကြတာအောင်ပြောအနတ္တအကြောင်းအကျိုးကိုထိုးရဲမမြင်ဘဲနဲ့ကံနဲ့ကံကြီးကျိုးကိုယုံနေတော့တတ္တာတရားနဲ့ပဲယုံတာပညာမပါဘူးမြတ်စွာဘုရားတတ္တာကိုအခြေခံပြီးဘယ်ကိုသွားခြင်းတာပညာကိုသွားခြင်းတာဣန္ဒြေ၅ပါးဘုံ၅ပါးတတ္တာစမယ်တတ္တာအကြောင်းမို့ဘာဖြစ်လာဝရိယတွေဖြစ်လာမယ်ဝရိယကြောင့်သတိတွေဖြစ်လာမယ်သတိတွေကြောင့်တမာရီတွေဖြစ်လာမယ်တမာရီကြောင့်ပညာတွေဖြစ်လာမယ်ဆိုပြီးတော့ဣန္ဒြေ၅ပါးဘုံ၅ပါးဒါတွေကစာပေလို့ဖြစ်နေတယ်ဒါပေမဲ့လက်တွေ့လို့တော့လေဒါတွေပဲကျွန်တော်တို့လုပ်သွားတာဖြစ်ပါတယ်ဒါပေမဲ့ကိုယ်ဉာဏ်ထဲမှာကဒါတွေကစာလိုပဲထင်ရှားနေသဘာဝတစ်ခုတည်းမှာကိုယ်ဉာဏ်ထဲမှာပေါ်လွင်ထင်ရှားမလို့ကျွန်တော်တို့လုပ်နေတာဒါတွေပဲလုပ်နေတာခုကျွန်တော်ပြောပြမယ်ခုကျွန်တော်ခုတရားဒီဟာလေးတစ်ခုကိုပြောပြတယ်ဆိုတော့ကျွန်တော်ဉာဏ်ထဲမှာအမြင်မှန်သွားလို့ပြောနိုင်တယ်။ဘာဖြစ်လို့လဲအမြင်မှန်အဲ့လိုအမြင်တမ္မာဒိဋ္ဌိဆိုအမြင်တစ်ခုမှန်သွားလို့ဒီလိုပြောလို့ရတယ်။တဘာဝတည်းကိုမြင်သွားပြီအမြင်မှန်အဲ့လိုမြင်မှုကအခုဘာအဲ့မြင်တော့မှန်နေတာမှန်တယ်။ဒါပေမဲ့ဒီလိုပြောဖို့ဆိုတာကျွန်တော်ဘယ်လိုပြောမယ်ဆိုတာစဉ်းကျင်ရသေးတယ်။ဘာလို့ရသေးလဲ။အဲ့စဉ်းကျင်တာတမ္မာသင်္ကပ္ပကိုမှန်မြင်ထားတာတမ္မာဒိဋ္ဌိတဘာဝတည်းကတော့အမှန်မြင်သွားပြီ။ဒါပေမဲ့လူတွေကိုနားလည်အောင်ပြောဖို့ဆိုတာကျွန်တော်ဘယ်လိုပြောမယ်လို့စဉ်းကျင်ရတယ်။အဲ့စဉ်းကျင်တာပါတော့တမ္မာသင်္ကပ္ပစဉ်းကျင်တာပါတော့တမ္မာသင်္ကပ္ပတမ္မာဒိဋ္ဌိရဲ့တမ္မာသင်္ကပ္ပရပြီခုပြောလိုက်တာကအဲ့တမ္မာဒိဋ္ဌိအမြင်နဲ့ဒီလိုပြောပြတဲ့အတွက်ကျွန်တော်တမ္မာဝါစာဖြစ်နေတယ်တမ္မာဝါစာသီလမဲ့ခင်ဖြစ်နေတယ်အဲ့ပြောလိုက်တဲ့ခဲမှာကကျွန်တော်မှာဝရိယလည်းစိုက်ရတယ်
သတိကလည်းထားနေရတယ်ကိုပြောတဲ့ဟာတွေကအဲ့ဒီအာယုန်ထဲမှာတီးနေရတယ်ကျွန်တော်ဘေးကိုပြန်လို့မရဘူးကျွန်တော်ပြောတဲ့စကားသတိဝိရိယသမာဓိကဒီပြောတဲ့ထဲမှာအဲ့တော့သတိဝိရိယသမာဓိကသမာဓိမဲ့ခင်တမ္မာဝါစာသီလမဲ့ခင်အမှန်မြင်ထားတာတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပမဲ့ခင်7ပါးသုံးနေပြီခုပြောလိုက်တာကဘာတွေလဲမဲ့ခင်7ပါးတွေလို့ကိုကမသိဘူးဒါပေမဲ့ကိုပြောလိုက်တဲ့ခိုက်မှာပဲမဲ့ခင်7ပါးပါသွားတယ်လို့ကိုမှမဲ့ခင်မှမတွေ့ဘူးလားကိုထဲမှာမဲ့ခင်မရောက်ဘူးလားမဲ့ခင်မရောက်ပြီးကိုထဲလည်းမရောက်ဘူးတော့ကိုလည်းအဲ့ရောက်ဘူးတာတောင်မှအဲ့မဲ့ခင်ဖြစ်သွားတဲ့စိတ်ကိုနောက်ကပြန်ဆင်ញင်မှကိုထဲမှာမဲ့ခင်ဖြစ်သွားပါလားလို့သိတာရှေးစိတ်ကမဲ့ခင်ဖြစ်တာကိုနောက်စိတ်ကဘာလို့ရသေးလဲဆင်ញင်ရသေးရကိုမှမဲ့ခင်ဖြစ်သွားပါလားလို့ဆင်ញင်တဲ့အချိန်ကျအဲ့မဲ့ခင်ရှိသေးလားပြီးတာကိုလည်းဘာမှမဟုတ်ဘူးပြီးမဲ့ခင်လည်းဖြစ်ပြီးချုပ်သွားတာပဲဒုံရင်ပဲဆင်ញင်တော့ခိုက်ပဲမဲ့ခင်ရဖြစ်သွားတယ်ဆင်ញင်တော့အဲ့မဲ့ခင်လည်းမရှိတော့ဒါပဲလေတရားဆိုတာဒီပြစ္ဆုတ်ပံအခိုင်အဲ့ရှင်းစိတ်နောက်စိတ်နဲ့မှာပဲသူကတရားအကုန်ဖြစ်မှာအဲ့တော့ရှင်းစိတ်မှာဘာပေါ်တာသိလားရှင်းစိတ်မှာယုံနဲ့နေပေါ်တော့လားယုံနဲ့ပေါ်တော့တာဒုက္ခသစ္စာမှတ်ထားအောင်ယုံနဲ့ပေါ်တော့တာဘာသစ္စာဒုက္ခသစ္စာနောက်ကသတိကြောင့်ဉာဏ်ဖြစ်ရင်အဲ့ဒီသတိကဘာသစ္စာမေဃသစ္စာအဲ့ဒီသတိရှိရနဲ့တဏှာဖြစ်ခွင့်ရသေးလားသမုဒိယသစ္စာအဲ့ဒီတဏှာချုပ်တာပါတော့နိရောဓသစ္စာပြီးပြီရှင်းစိတ်နောက်စိတ်မှာပဲသစ္စာ၄ပါးရှိတာပဲကုန်နေပြီသစ္စာ၄ပါးဆိုစုံနေပြီရှင်းစိတ်ပြီးနောက်စိတ်ကသတိလဲပြတော့မြင်တာဘာကြောင့်မြင်တာဆိုတော့မျက်စိနဲ့အစင်းနဲ့တိုက်တာအကြောင်းမြင်စိတ်ပေါ်တာအဲ့ဒါနောက်စိတ်ကဉာဏ်အနတ္တဉာဏ်မြင်မြန်ငါမြင်လို့မြင်တာမဟုတ်ဘူးအကြောင်းတိုက်ဆိုင်မမြင်ရင်လို့ကိုအနတ္တအဲ့လိုမြင်သွားလို့အခါတော့အဲ့လိုမမြင်လို့မျက်စိကမြင်လိုက်တာကိုနောက်ကငါမြင်တယ်လို့ယူလိုက်တာနောက်ကတဏှဥပါဒဏ်နဲ့ယူလိုက်တာနောက်စိတ်ကဥပါဒဏ်ကြောင့်ဘာတွေဖြစ်တော့ကံတွေဖြစ်တယ်ဥပါဒဏ်ရှင်ဘာဖြစ်လဲကံဖြစ်တာနဲ့ကံညာနေပြီးနောက်ဘဝနောက်ခန္ဓာအကျိုးမပေးဘူးလားနောက်ဘဝနောက်ခန္ဓာအကျိုးတော့ဘာတွေပြန်ရအောင်နာမ်ယုတ်တွေပဲပြန်ရကံနဲ့ကံဤကျိုးလဲဘယ်တော့မှရှေ့စိတ်ပြီးနောက်စိတ်မှသတိရှိမှာကံနဲ့ကံဤကျိုးကလည်းရှေ့စိတ်ပြီးနောက်စိတ်မှဥပါဒဏ်လိုက်တဲ့နဲ့ကံဖြစ်ကံကနေပြီးနောက်ဘဝနောက်ခန္ဓာပြီးတော့နာမ်ယုတ်တွေမဖြစ်ဘူးလားအဲ့တော့ရှေ့စိတ်ပြီးနောက်စိတ်မှသတိဖြစ်လိုက်တဲ့နဲ့ဥပါဒဏ်တွေကဘာအစားထိုးတော့သတိစားထိုးဥပါဒဏ်ကြောင့်ကံဖြစ်တဲ့သတိကြောင့်ဘာဖြစ်လဲဉာဏ်ဖြစ်ကံနေရာဘာစားထိုးဉာဏ်စားထိုးကံကြောင့်နာမ်ယုတ်လည်းဖြစ်တဲ့ဉာဏ်ကြောင့်ဘာဖြစ်တာနိဗ္ဗာန်ရောက်တာပြီးတာပဲ step by step ပြီးပြီသူလမ်းကြောင်းနဲ့သူသွားနေတာပဲဥပါဒံရဲ့ကံရဲ့နာမ်ယုတ်ရဲ့သတိရဲ့ဉာဏ်ရဲ့နိဗ္ဗာန်ရဲ့ပြီးပြီသွားတဲ့လမ်းကြောင်းကြီးဒီလောက်ရှင်းတာရှင်းစိတ်နောက်စိတ်ပဲကုန်နေပြီလေသင်တရားကဒါဒီရဲ့လည်းဘာမှကုန်သင်တရားမရှိဘူးဒါကိုပဲအမျိုးမျိုးလှည့်ပြောနေရတယ်ဉာဏ်နဲ့မှလက်တွေ့ဘဝတွေကြဒါ principle သင်ပြတာလက်တွေ့ဘဝတွေလောက်တောင်အသေးစိတ်ပြန်သင်ရတယ် technique ကိုပြန်သင်ရတယ်မဟာဗျူဟာနိဗျူဟာ strategy နဲ့ tactic မဟာဗျူဟာပထမဆုံးဒီဟာကိုနားလည်ရမယ် principle နားလည်မှာ practice ဆိုဘယ်လိုလုပ်မလဲကျွန်တော်ကဒီလိုသွားတာ principle practice လုပ်နေမှာထိုးရင်းမြင်မယ် penetration သွားမယ်အဲ့ဒါကိုပဲပရိယပရိပတ်ပရိတေဝေဒလို့ခေါ်ပြန်ရောစာပေလို့ကကျွန်တော်တို့အဲ့လိုတွေဖြစ်နေတာလက်တွေ့တဲ့ကြပြီလောက်ကြီးမကိုစာဘလို့ကြပရိယပရိပတ်ပရိဝေဒဆိုတာအဲ့ဒါကိုပဲဥပမာပေးပြန်သိလားစာပေတွေကပြောပြတာဘယ်လိုပြောလဲသိလားဒီပရိယတ်ကတဲ့ရေကန်ဘောင်နဲ့တူတယ်မှတ်တာနော်ရေကန်မှာဟို10လို့ရင်ဘောင်လောက်ရတယ်လေအဲ့ဒါပရိယတ်ဘောင်မရှိဘဲနဲ့ရေနေလို့မရဘူးအဲ့တော့ပရိယတ်ရှိမှပရိပတ်ဆိုတာလည်းရှိတယ်ရေရဖြစ်လို့တာရေရှိမှလည်းကြာတာဝင်လို့ရတာပရိပတ်ဆိုအချင်းချင်းမှလည်းပရိဝေဒဆိုမဉ္ဇဉ်ဖွင့်နေတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုတာတွေသိခွင့်ရတယ်ဆိုတော့ဥပမာတွေကအဲ့လိုတွေဖြစ်နေတာဘာတွေလွတ်ကြတော့ရှေးစိတ်နောက်စိတ်မပါဘူးတကယ်လက်တွေ့မှာရေတွေရောကံပေါင်းတွေရောကြာတွေရောဖြစ်နေတာကျွန်တော်တို့မှာအဲ့လိုတွေဖြစ်နေတာတကယ်လက်တွေ့လဲရောဘာကျင့်အမှန်ကိုမသိဘူးဘယ်လိုနှလုံးသွင်းအမှန်ကိုဘာပြုလို့လဲဒီပညာကိုသင်ပေးမပေးနိုင်လူတွေတဲကိုရောက်အောင်မထက်နိုင်ဆရာတော်ကြီးရဲ့သိတယ်ပါရမီရှင်တွေသူတို့ပြောတာတွေကျွန်တော်တို့နားမလဲဘူးအလန်းကွာနေတယ်အဲ့တော့ကျွန်တော်ဘာလုပ်ပြ guide လုပ်ပေးလိုက်တာပဲပိုက်တာပဲဒါပဲလားဒါပဲဆရာတော်ကြီးနဲ့လူတွေကြားကိုဆရာတော်ကြီးပြောတာလေမိုးကုတ်ဆရာတော်ကြီးဘယ်လိုပြောတယ်မဟာသီဆရာတော်ကြီးအဲဒီဆရာတော်ဘယ်လိုပြောတယ်ဆွန်းလွန်းဆရာတော်ကြီးဘယ်လိုပြောတယ်ဝေဘူးဆရာတော်ကြီးဘယ်လိုပြောတယ်အကုန်တူတူပဲဒါပဲအကုန်သင်ပေးလိုက်တာဆရာတော်ကြီးနဲ့လူတွေနဲ့ကြားဆက်ဆက်ပေးလိုက်တာပဲလေဒါပဲလုပ်ပေးတာပါပဲနော်ဟုတ်ပါပြီအဲ့တော့ဒီပစ္စုပန်တစ်ခုဟာသိခွင့်ရဖို့ဆိုတာကတော်နေမင်းတို့9ရက်တရားစခန်းသွားပြီဘာသိလဲဆိုသိတော့မသိပါဘူးမလုံနဲ့သိတာတွေကဒါမလို့9ရက်အများကြီးပဲခေါင်းစဉ်ပဲသိအောင်လို့ကုသိုလ်ကနေအာကုသိုလ်နဲ့ကုသိုလ်ကိုခေါင်းစဉ်ပဲပြောတတ်အောင်လို့
ကုသိုလ်နဲ့အကုသိုလ်အာကုသိုလ်ဘာနဲ့ပဲကုသိုလ်နဲ့ပဲကုသိုလ်လို့ငါရတာမဟုတ်ကုသိုလ်လူတွေကလည်းငါရရတယ်လားအဲ့ကုသိုလ်ကိုလည်းကုသိုလ်အရှိစိတ်ငါရတယ်လို့ယူတာအဲ့ဒီလောက်တော့ပြောတတ်ဆရာအရှိစိတ်နောက်စိတ်နဲ့ကုသိုလ်အကုသိုလ်လည်းရှိစိတ်နောက်စိတ်နဲ့ဒီလောက်တော့သိသွားမှာပေါ့ဒါမှကုသိုလ်လို့ရင်ငါရတာမဟုတ်ဘူးဒါပေမဲ့ကုသိုလ်အရှိစိတ်ငါရတယ်လို့ယူတာနောက်စိတ်သတိရှိလို့ရင်ကုသိုလ်ကအကုသိုလ်ပဲတယ်ဆိုဘယ်လိုလုပ်မှသိတာနောက်စိတ်မှသတိရှိမှသိလာတာရှိစိတ်နောက်စိတ်သတိပဲဒါကအဲ့တော့အားလုံးဟာကုသိုလ်ဆိုလဲအတူတူပဲဟာလားဒါနကုသိုလ်လဲအကုသိုလ်ပဲတယ်သီလကုသိုလ်အကုသိုလ်သမထကုသိုလ်အကုသိုလ်ဝိပဿနာကုသိုလ်အကုသိုလ်ပဲတယ်မဲ့ကုသိုလ်၅မျိုးရှိတယ်ဒီလိုလေးသိရဒီလိုနားလည်ရမှာဖြစ်ပါတယ်အဲ့တော့ကုသိုလ်လိုတဲ့ကအကုသိုလ်ပဲတယ်ငါရတာမဟုတ်ဘူးဆိုတာကအဲ့ဒါဘာပြုတ်သွားသိလားငါအတ္တအပြုတ်နေပြီအားလုံးကငါရတယ်လို့ထင်တာကသိမ့်ပိုက်တာဒီယုံနိုင်ကြီးကလည်းငါယုံနိုင်ဆိုတာဒီယုံနိုင်ကြီးကိုပဲသုံးပြတာပဲကုသိုလ်လည်းသိမ့်တာပဲမြင်စိတ်ကရှင်းစိတ်ငါမြင်တယ်လို့သိမ့်ပိုက်လိုက်တာနောက်စိတ်ဒီမှာအားလုံးရှင်းစိတ်နောက်စိတ်တွေပဲငါပြုတ်နောက်မှသတိရှိလို့ချင်းငါမြင်တာမဟုတ်မျက်စိနဲ့ဆင်းတဲ့တိုင်ရင်သူသဘောသူဆောင်အနတ္တလည်းသိနေပြီငါမပါဘူးဆိုတာအကုန်လုံးဘုရားဟောတာဒါပဲဟောသွားတာပဲဒါပေမဲ့ရှင်းစိတ်နောက်စိတ်လို့မသိလို့ဒီနားမှာကိုယ်တိုင်ဒီနားရောက်ဖို့အရေးကြီးတယ်အဲ့တော့ကုသိုလ်အကုသိုလ်လည်းဒီလိုသိရပါမယ်အဲ့ဒီမှာဆရာပိုးတော်တင်တဲ့ကံကုသိုလ်နဲ့ဉာဏ်ကုသိုလ်အမလေးပြောတတ်လိုက်တာဒီဟာလေးတွေအဲ့လောက်သိငုံမစိုးဘူးအဲ့ဒီတိုင်းပဲမြင်နေဆွဲလန်းနဲ့အားထုတ်တယ်ဝိပဿနာဆိုဘာမှလုပ်တာမဟုတ်မြင်တာလည်းပယ်လို့မရဘူးအားထုတ်တာလည်းပယ်လို့ရဘာပဲပယ်ဆွဲလန်းတာဥပါဒံနေရာမှာဘာနဲ့အစားထုံးမှာသတိနဲ့အစားထုံးအဲ့တော့မြင်တာရှေ့စိတ်ဥပါဒံဖြစ်တာနောက်စိတ်အဲ့နောက်စိတ်ဥပါဒံနေရာပဲဘာနဲ့အစားထုတ်တာသတိနဲ့အစားထုတ်အဲ့လောက်သိငုံမစိုးဘူးဝိပဿနာခေါင်းစဉ်တွေပဲပြန်ပြီးတော့ဖွင့်နိုင်ရင်ကိုမစိုးဘူးအဲ့တော့ရှေးစိတ်နောက်စိတ်မှာလည်းမျက်စိကမြင်တယ်မနှောကသိတယ်နားကကြားတယ်မနှောကသိတယ်နှာခေါင်းကနမ်းတယ်မနှောကသိတယ်ရှားကစားတယ်မနှောကသိတယ်ကိုယ်အားထိတယ်မနှောကသိတယ်ရှင်းမနှောကကြံတယ်နောက်မနှောကသိတယ်ရှေးစိတ်နောက်စိတ်ကိုဒီလို6မျိုးဝိပဿနာအကုန်ပဲကိုယ်နှလုံးသွင်းတရားပဲရှိတယ်ခေါင်းစဉ်ကိုဆရာသေချာရွေးထားတာလူတွေတဲကိုအများကြီးမကြွေးဘူးအဲ့လောက်သိရင်ကိုမိုးတဲ့အနက်တကယ်တမ်းဖြစ်တခုသိရင်အောင်ပြီးနေတဲ့ကိစ္စပိုင်းပိုင်းနဲ့သိရှေးစိတ်နောက်စိတ်နဲ့နောက်ကသတိပြုတယ်ဒါပေမဲ့ဒါကိုရှုထောင့်အမျိုးမျိုးတွေကသင်ပေးတယ်ဒီရှေးစိတ်နောက်စိတ်နဲ့အနတ္တကိုမြင်မှုဒါပဲအဓိကအဲ့တော့ခဏဆိုလို့ရှိရင်လူတိုင်းပြောနေတဲ့ပစ္စုပန်ပြောနေကြတာပစ္စုပန်ဆိုတာလည်းဘာရဆိုရှေးစိတ်နောက်စိတ်ပဲရှေးစိတ်အဖြစ်ခိုက်ကိုနောက်ကသတိပြုမယ်ပစ္စုပန်ဆိုတာအဲ့လိုကိုမသိဘူးပစ္စုပန်ဆိုတာကျွန်တော်တို့ကဘာဝနာပွားသူလည်းတရားသိပြင်မပွားပဲနဲ့မလျားနဲ့မရဘူးကျွန်တော်တို့ကဆရာလည်းကပြောနေတာမဟုတ်ဘူးကျွန်တော်တို့ဘာအားနေနေတာတုန်းဆိုတာဒါအားနေနေတာအဲ့လိုဘာဝနာပွားဖို့ကြလဲကိုကတမာရီမရှိရင်စိတ်တရားအမလီအဲ့ဒီဘက်ကိုမရောက်တော့ဘူးကိလေသာတွေမျောပဲဘာလို့လို့လဲတမာရီလိုတယ်အဲ့ဒီပွားဖို့အတွက်ကတမာရီရှိမှအဲ့ထက်မှနေနိုင်တာပွားနိုင်တာကျွန်တော်တို့ကနော်ကိုနေထိုင်သွားရင်လာရင်ပွားဖို့ဆိုတာတမာရီကကာထားမှနှုံးမရင်ဒီကိလေသာတွေမျောသွားတာပဲဒီလိုနားလည်ရမှာဖြစ်ပါတယ်နော်ဟုတ်ပါပြီအဲ့တော့ဒီခေါင်းစဉ်လေးတွေကိုပြီးအဲ့တော့သာမျက်နှာနဲ့စိတ်ကစက်ဖတ်ကြအောင်ဆိုစိတ်နဲ့အနတ္တစိတ်နဲ့အနတ္တအာယုံရှိမှစိတ်ဖြစ်သည်တစ်ချိန်မှာနှစ်စိတ်ပြိုင်မဖြစ်တစ်စိတ်ပြီးမှတစ်စိတ်ဖြစ်၏အာယုံကအထောက်ပံ့စိတ်ကအဓိကဖြစ်၏စိတ်သည်လောကကိုဥဆောင်၏အာယုန်သည်အကြောင်းတရားဖြစ်၍စိတ်သည်အကျိုးတရားဖြစ်သည်အာယုန်နှင့်အကြောင်းကင်းပြီးစိတ်သည်မဖြစ်ထို့ကြောင့်အာယုန်နှင့်စိတ်သည်သူသဘောသူဆောင်နေသောသဘာဝတရားမျှတာဖြစ်သည်စိတ်ကိုမြည်သူကမျှဖန်ဆင်းထားခြင်းမဟုတ်သလိုပုဂ္ဂိုလ်၏အလိုအတိုင်းလည်းဖြစ်ပေါ်နေသည်မဟုတ်သောကြောင့်အတ္တမဟုတ်အနတ္တသာဖြစ်လေသည်ဥပမာမြင်စိတ်သည်အစင်းအာယုန်ကကျေစုပြုလျင်သူသဘောသူဆောင်ကမရှိရမှအသည့်ဖြစ်ပေါ်လာ၏ဖန်ဆင်းလို့ဖြစ်တာလည်းမဟုတ်အလိုလိုဖြစ်တာလည်းမဟုတ်အခိုင်အမာအနှစ်သာရရှိသောအတ္တမဟုတ်အစင်းအာယုန်နှင့်မျက်စိဟူသောအကြောင်းတရားတို့ရှိခြင်းထင်ရှားရှိခြင်းကြောင့်မြင်စိတ်ဟူသောအကျိုးတရားသည်သူသဘောသူဆောင်ကထင်ရှားဖြစ်ပေါ်လာ၏အကြောင်းကင်းမှာကလည်းအကျွင်းကြံမရှိချုပ်ပြောက်ကုန်၏မမြဲကုန်အခိုင်အမာအနှစ်သာရမရှိကြကုန်မပြတ်မစည်းနိုင်သောအမြဲထာဝရရှင်သန်နေသောအမရေမျိုးအတ္တမဟုတ်အနတ္တသာဖြစ်ကုန်၏ထို့ပြင်စိတ်သည်တစ်ချိန်တွင်နှစ်စိတ်ပြန်၍မဖြစ်တစ်စိတ်ပြီးမှတစ်စိတ်ဖြစ်၏ရှေ့စိတ်ချုပ်မှနောက်စိတ်အသစ်ဖြစ်၏တစ်စိတ်ပြီးတစ်စိတ်အစားထိုးနေသောစိတ်အစဉ်သာဖြစ်သည်စိတ်သည်မပြတ်မစည်းပဲအစဉ်တည်တံ့ခိုင်မြဲနေသောအတ္တကောင်အသက်ကောင်ဝိညာဉ်ကောင်မဟုတ်အာယုံပြောင်းတိုင်းစိတ်ပြောင်းနေသောကြောင့်ရှေ့စိတ်ချုပ်ကနောက်စိတ်ဖြစ်လျက်အစဉ်သဘောအဖြစ်အမြဲပြောင်းလဲနေသောယုံနာအကြောင်းကျိုးဆက်အနတ္တသဘာဝတရားမျှတာဖြစ်ပါသည်ဟုတ်ပါပြီအဓိကကျွန်တော်တို့ကဉာဏ်နဲ့မှမထင်ရှားဘူးအဲ့တော့ပြောပြအောင်မယ်
တမာရီရှိတော့ဒီတေးမြင်တယ်တမာရီရဲ့အစွမ်းကတော်တော်အရေးကြီးတာတမာရီမရှိလို့ရှင်တော့ဒီတေးမမြင်ဉာဏ်ထဲမှာမပေါ်လွင်ဘူးဥပမာလူတွေကအခုမသိလို့ကျွန်တော်စာပေဖတ်ကြည့်လို့ရှင်ဒီကျွန်တော်တို့ကဝင်လေထွက်လေဆိုတာကတချို့ကမထင်ရှားဘူးမထင်ရှားဘူးမှန်တယ်တချို့နှာခေါင်းတွေမှာတော့မထင်ရှားဘူးတိမ်မွှင့်လည်းမထင်ရှားဘူးသူကဒါပေမဲ့ကျွန်တော်တို့ကတမာရီရှိလာလို့ရှိရင်တမာရီက magnify လုပ်ပြီးလွယ်အောင်ပြောမှန်ဘလူးလိုပဲအကျဲချက်ပြီးတယ်မျက်စိနဲ့ကြည့်တာမထင်ရှားဘူးနဲ့မှန်ဘလူးနဲ့ကြည့်ရင်သူကဒါထင်ရှားတယ်တမာရီရှိလာလို့လေဝင်လေထွက်လေကဒီမှာတမာဖြစ်မကြဘူးဒါပေမဲ့တမာရီရှိလာတဲ့အခါကျတော့စိတ်ထဲမှာလေအဲ့ဝင်လေထွက်လေကြပြန်အားထင်ရှားတယ်ကျွန်တော်တို့ကနောက်တစ်ခုပြောပြတယ်တမာရီရှိလာလို့ရှိရင်သုံးမမိခလုတ်ပိတ်တန်လေးဖြစ်ဖြစ်အိမ်မြောင်စုပ်ထိုးတန်လေးပဲဖြစ်တမာဖြစ်ဒါလေးကဘာမှမဟုတ်တမာရီလည်းရှိရပြစိတ်ကလန့်အောင်သွားတယ်စိတ်ထဲမှာအကြီးဖြစ်သွားတယ်အဲ့တိုင်းမှာနောက်တစ်ခုမှတ်တာနာလို့ရှိရင်လေကိုတရားအထုတ်ရင်တအားနာတယ်ထင်တယ်ခက်ကြတအားနာတယ်ထင်မှမထူးပါဘူးကွာဖြုတ်လိုက်တာကောင်းမလားဖြုတ်လဲဖြုတ်ရောအဲ့နာတဲ့နေရာကြီးတော့ဘလောက်မှလည်းမနာဘူးကိုမခံမရနိုင်လောက်အောင်ဘလောက်မှမနာဘူးတမာရီလည်းရှိရောအဲ့နာရကြီးစိတ်ထဲဘာဖြစ်နေအကြီးဖြစ်အဲ့ဟာတမာရီကြောင့်တမာရီကဟိုအကြီးဖြစ်တော့တအားကြီးနာနေတာကိုစိတ်ထဲမှာအဲ့ဒါကဘာလဲဆိုတမာရီစွမ်းတမာရီကြောင့်အဲ့တိုင်းမှာဝင်လေထွက်လေလေးကဒီမှာသိမှုမလဲကျွန်တော်ကတမာရီရှိတဲ့ခါဝင်လေထွက်လေကကိုညံထဲမှာတော့ထင်ရှားနေတာပဲတမာရီအစွမ်းကြောင့်ဒီနမိတ်အနေနဲ့ဒါထင်ရှားတာကျွန်တော်တို့မှာကရုပ်တည်နယ်တွေကတမန်အဖြစ်ဘလို့မှမထင်ရှားဘူးကျွန်တော်တို့တမာရီရှိတဲ့အတွက်နှလုံးသွင်းလိုက်တဲ့နဲ့ရုပ်တည်နယ်တွေကညံထဲမှာတအားပေါ်လွင်နေတာလက်ထက်ကင်ပြားတကယ်တို့ဘာလို့ဒီလိုတွေပြောကြတာအဲ့ဒါတင်စားပြောတာနှလုံးသွင်းလိုက်တဲ့နဲ့ညံထဲမှာတော့ရုပ်တည်နယ်တွေကထင်ရှားသွားတာပဲကျန်တဲ့လူကမထင်ရှားဘူးဘာလို့ဆိုတော့တမာရီမရှိဘူးမှန်ဘလူးမရှိသလိုပဲဖြစ်နေတာမှန်ဘလူးရှိသူနဲ့မှန်ဘလူးမရှိသူနဲ့ကွာနေသလိုဖြစ်နေတာဒီတမာရီကတအားလို့တယ်အဲ့တော့ကျွန်တော်ပြောပြအောင်မယ်ကျွန်တော်လည်းမသိနဲ့ဖူးသလားရှင်းအမှန်ကိုသိတယ်ရှင်းစိတ်နောက်သိကိုသတိကက်လို့ကိုမမြင်ဘူးတဲ့မြင်ပြီးအကုန်လျှောက်ပြောတာပဲအမှန်အဲ့နာသတိရှိသလိုစက်ခုံမှုရပါလိမ့်ဖြစ်သွားတာဘာလို့အောင်ပြောရင်ကျွန်တော်ဘယ်လိုပြောလဲဆိုလူတွေကဖြစ်ပျက်ကိုပြောဖြစ်ပျက်ကမျက်လုံးအခက်ဆုံးမှာကြည့်ရတဲ့မျက်လုံးကဘယ်ဖြစ်ပျက်ကြီးကဘယ်လိုလုပ်တွေ့မှာဒါပေမဲ့ကျွန်တော်စိတ်ထဲမှာဘယ်လိုပေါ်သွားတော့ဒီဘက်တဲတဲ့ကြည့်လိုက်တာနဲ့ဟိုဘက်လှည့်လိုက်တာနဲ့ပြစ္ဆုတ်ပံဟိုဘက်တည်းရလေလှည့်တိုင်းကပြီးတာတွေချုပ်ပြောက်သွားတယ်လို့ဉာဏ်ကမှရှင်းဒီဘက်ကမြင်တာဟိုဘက်လာတဲ့တော့ဒီဘက်မြင်တာရှင်းစိတ်ဟိုဘက်မြင်တာနောက်စိတ်ဖြစ်သွားတာပေါ့နော်လွယ်အောင်ပြောလို့ချင်းဒီဟိုဘက်မြင်လိုက်တာနဲ့ကျွန်တော်ဟိုဘက်ကိုချက်ချင်းပြန်ဆင်နေတာဉာဏ်ကရှင်းစိတ်နောက်စိတ်ရဲ့သဘောကတားသွက်သွားတွတ်တော့ဒီလိုလေးလှည့်လိုက်တာနဲ့ပြီးတာတွေမရှိတော့ဘူးဆိုချက်ချင်းဉာဏ်မြင်တာရှင်းမြင်တာကတော့မှန်တယ်မြင်ဒါပေမဲ့နှလုံးကဘယ်ကိုသွင်းလိုက်တာလို့ပြီးရှင်းစိတ်တွေကိုပြီးမြင်ပြီးတဲ့စိတ်တွေကိုချက်ချင်းနှလုံးသွင်းတာတွင်းတော့ပြီးတဲ့တိုင်းကချုပ်ပြက်နေပါလားလို့သိတာအဲ့တော့သူတို့ကိုပြောတော့လေဘလို့သင်ရတာဆိုငါဒီဘက်ကြည့်လိုက်တယ်ဟိုဘက်ကြည့်လိုက်တယ်နဲ့ဒီဘက်မရှိတော့ဘူးလို့သိသွားတာဆိုသူတို့ကဘာပြောတော့ဩဆရာရဲ့ဟိုဘက်ကြည့်မှတော့ဒီဘက်ကဘယ်မြင်တော့မှာတော့ဆိုပြဿနာတဲ့ဒီပြဿနာအကြီးဆုံးပဲတမူရိနယ်ကသူသိငါသိတဲ့ကိုကရှင်းစိတ်နောက်စိတ်နဲ့ပြဿနာတဲ့နာပြစ္ဆုတ်ပန်တဲ့တာလည်းနားမလဲဘူးဘလောက်ခက်လဲသင်ရတာပြောပြတာအခုမှဒီရှင်းစိတ်နောက်စိတ်တွေနဲ့ပေါ့နော်ဒီလိုနားလဲအောင်ပြောနိုင်လာတာကိုတီတော့ကတော့သိတာပဲသူများကိုဘလို့မှမပြောတတ်ဘူးပြောသူများပြောဖို့ကလည်းတော်တော်ခက်တာအဲ့ဒါဘလောက်ကြာလဲသိလား10နှစ်ကြာခဲ့တယ်ပြောတတ်ဖို့ရကောမလွယ်ဘူးအစင်းနဲ့ဒီလိုတက်လာရတာပြောပြတာကိုသိရကိုကဒီလက်ခုပ်တီးပြစလာတော့တငယ်ချင်းတွေဆိုလက်ခုပ်တီးပြတာကိုကအနတ္တဒီအတန်ကြီးကဘယ်မှမရှိတာနဲ့အစ်စ်ကြီးပေါ်လာတာကိုဘဝမှာလေတခါမှမမြင်ဘူးဒီလိုအစ်စ်ပေါ်လာတာကဟိုမျက်လက်များတယ်လို့ပဲအုံဖက်ဆိုဒီပေါ်မှာဘယ်မှမဟုတ်ဘူးနဲ့အစ်စ်ကြီးရောက်လာရင်လေတအားထူးဆန်းတာပဲစမ်းကြဲတာပေါ့နော်ဘယ်နေရာမှာလဲဝုန်းတုံဖြတ်လာတာကျွန်တော်ညံထဲမှာလဲပေါ်တာအဲ့လိုပေါ်သွားတာအနတ္တဆိုတာအော်ဘယ်မှလာတာမဟုတ်အကြောင်းပြည့်စုံတဲ့အကျိုးတရားကြီးဟာသူ့သဘောသူဆောင်ပေါ်တာပဲဆိုတာကြီးကပေါ်လာလေတငယ်ချင်းတွေနဲ့ခေါ်တွေ့တော့အဲ့ဒါကလည်းကိုကလည်းမပြောတတ်ကိုကပြောတတ်တယ်လို့ဘလို့ပြောတာလက်ခုပ်တီးပြအတန်မထွက်နဲ့တော့ကိုလိုမပါဘူးလို့ဒီတတိယတခုကအနတ္တကိုပြတာကိုကလည်းပြောပြတယ်မင်းလက်ခုပ်တီးမှတော့အတန်ထွက်တာပေါ့တယ်ဘာသန်းလဲတဲ့ဟာပြဿနာကတဲ့နေရာဒီနားမှာပဲကျွန်တော်တို့ကပြင်းလာသမုဒိနဲ့ပရမတ်ကတအားခက်တာပြောရတာသူတော်ဘာကိုဒီနယ်ကမတူဘူးသူတို့ကလည်းဒီနယ်ပဲကျေသုံးတော့ဒီလိုပဲသိတာပဲတမန်သူသိငါသိပဲတမန်သူသိငါသိနဲ့ဒီအနတ္တနဲ့ရှင်းစိတ်နောက်စိတ်ကိုမြင်တော့တဲ့သဘောနဲ့ပြဿနာတဲ့နာကျွန်တော်ပြောပြမှာဒီလက်ခုပ်ဒီလိုအတန်မြည်တာတော့ကိုကတငယ်ချင်းတွေခေါ်ပြောနေပါမလားဒီယုံနဲ့အကြောင်းကျိုးတွေကဟုတ်လားအာယုံရှိမှစိတ်ဖြစ်တယ်ပေါ့နော်
အာယုံကကျေးဇူးပြုမှပဲစိတ်တွေဖြစ်တာအားလုံးကဒီဟာကိုသိချာသိထားရမယ်အာယုံမရှိဘဲနဲ့ဘယ်စိတ်မှာအကြောင်းရှိမှအကျိုးဖြစ်တာဒီဟာကိုသိချာသိရမယ်ကျွန်တော်တို့ကအကျိုးကလည်းဘယ်မှလာတာမဟုတ်အဲ့နာပဲအတိတ်ကဖြစ်လာတာကျွန်တော်ပြောပြမယ်အနတ္တအတင်ရတာတအားခက်ပါတယ်တော့နိဗ္ဗာန်ကိုတချို့ကမေးတယ်နိဗ္ဗာန်ပဲအနတ္တမမြင်နိဗ္ဗာန်ပြောကိုမပြောတတ်ဘူးဟာမင်းတို့ကနိဗ္ဗာန်ပြောတယ်နိဗ္ဗာန်ပဲလည်းပြောသန်းဆိုတော့ပြဿနာတဲ့တာကျွန်တော်တို့ကနိဗ္ဗာန်ဘယ်လိုပြောရမှန်းမသိဘူးအဲ့ဒါကျွန်တော်ပြောပြမယ်သဘာဝတစ်ခုပြောပြမယ်ကိုဥပမာတစ်ခုပေးပြအခုဒီအခန်းထဲမှာအခုလက်မျက်လက်ပြတာမဟုတ်ကြည့်ကျွန်တော်လက်လေးပြတ်မြမယ်အပေါင်တက်မရှိဘူးဒီထဲမှာလင်းနေရပဲလက်လေးနှစ်ခုကိုကိုယ်လိုက်လင်းနေကြပဲအဲ့မှာအဲ့လက်နှစ်ခုကိုပူးကြည့်ပူးချင်းဂျားရမြန်တယ်အတွင်းထဲမှာဘာဖြစ်သွားတော့အဲ့အမှောင်ဘယ်ရလာဘယ်ရမှလာတာမဟုတ်ဘူးအလင်းကိုလိုက်တယ်နဲ့အမှောင်ကအစားထိုးတာကိုပြောတာအစားထိုးတာအနတ္တလို့မသိလို့ကျွန်တော်ပြောပြမယ်အနတ္တကိုမနှဲသိနေရတာအလင်းကိုလိုက်တယ်နဲ့အမှောင်ကအစားထိုးပြီးသားပဲ gap ဆိုတာမရှိဘူးရေဘူးတဲ့ရေထဲတာရေသွန်လိုက်ကျွန်တော်ကဘာမှမရှိဘူးထင်တာဘာမှမဟုတ်လေဝင်သွားပြီလေကအစားထိုးသွားပြီကျွန်တော်တို့ကတဘာဝကြီးမှာအစားထိုးတာ vacuum ဆိုတာမရှိဘူးကွက်လက်ဆိုတာမရှိဘူးအဲ့ဒါသမုဒိနဲ့ဒီလိုစဉ်းစားကြည့်ပါတဘာဝတဲ့ဟိုကအဲ့တော့ဒီအမောင်ကဘယ်မှလည်းလာတာမဟုတ်စိုးဆိုမလိုက်ချင်နဲ့ဘယ်ကလာလဲဆိုစိုးကျွန်တော်တို့ကစိုးဆိုလိုက်ချတာစိုးလိုက်ချတယ်အတ္တတွေကြောက်ရတာအောင်မေအနတ္တဆိုတာဘယ်မှမလာဘူးအဲ့နာအလင်းကွက်လိုက်တဲ့အပေါင်ကစားထိုးပြီးသားပဲဘယ်ကမှမလာဘူးဒီနေရာဖြစ်ဒီနေရာချုပ်တာပဲအနတ္တဒီလိုနားလည်ရမယ်အဲ့တော့နိဗ္ဗာန်ဆိုတာလဲကွာလို့မင်းယုံနဲ့ချုပ်တာနဲ့နိဗ္ဗာန်အစားထိုးပြီးသားပဲဘယ်မှဒီနိဗ္ဗာန်ကိုတတ်တတ်ပြစရာမင်းဒီအလင်းကြီးကိုအမှောင်ပြပါဆိုလို့ရှိရင်ယုံနဲ့ညီနဲ့တို့နိဗ္ဗာန်ပြပါဆိုဘယ်လိုပြမလဲအလင်းကြီးကိုမင်းအမှောင်ပြသမှငါပြလို့ရလားပထမဆုံးနားလေတာမလားမလားထားကျွန်တော်တို့ reason တော့ပြေးနေပြီမင်းစဉ်းစားဖို့ကတော့ရှိနေပြီမင်းအလကတို့ကျမ်းဖန်ပြောနိဗ္ဗာန်ပြသမှတော့ပါဇက်ဟောင်းလောင်းနဲ့တော့မဟုတ်တော့ဘူးအနတ္တကိုပြောနိုင်ရမယ်အနတ္တမပြောနိုင်လို့နိဗ္ဗာန်ကိုကျွန်တော်တို့မပြောနိုင်ဘူးအလင်းနဲ့အမှောင်ပြပါဆိုတော့ကျွန်တော်ဘယ်လုံးမှတော့ဒါပေမဲ့အလင်းကွယ်လိုက်တဲ့နဲ့အမှောင်ကအဲ့နာအစားထိုးသွားတာအဲ့တိုင်ပဲမင်းယုံနဲ့ချုပ်လိုက်တဲ့နိဗ္ဗာန်အစားထိုးပြီးသားပဲတဘာဝတစ်ခုကိုကျွန်တော်တို့နားလေလက်ခံအောင်ပြောနိုင်ရမယ်အဲ့ဆိုတော့သူ့အတွက်စဉ်းစားကျွန်တော်အဖြေရှိသွားပြီကျန်တဲ့သူ့အတွက်ပဲစဉ်းစားလေမင်းအဲ့ဒါသိကျင်တော့လေးလာလေဒီတိုင်းတစ်ထိုင်နဲ့တော့မလာနဲ့မရတော့ဘူးတို့တဘာဝကြကြပဲအားလုံးက reasoning နားလည်နိုင်တဲ့ evidence တွေမင်းတို့ပြနိုင်တယ် evidence မပြနိုင်တာမဟုတ်ဘူးလူတွေက evidence ပြမှယုံတာသက်သေခံပြမယ်သူ့ကိုတစ်ခုသက်သေခံမပြဘဲနဲ့စွတ်ပြ blind faith မင်းယုံလို့လို့လို့မရသူတို့အဲ့ blind faith တွေကိုသူတို့မကြိုက်လို့သူတို့မယုံခဲ့တာသူတို့အယူတွေကိုခုကျွန်တော်တို့ကြာမှလဲနိဗ္ဗာန်ယုံဆိုအဲ့လိုတော့မရဘူးအဲ့လိုလဲကျွန်တော်မပြောဘူးသေချာရှင်းပြအနတ္တကိုရှင်းပြရင်နိဗ္ဗာန်ကိုပြောလို့ရအနတ္တကိုမပြောနိုင်လို့ကျွန်တော်နိဗ္ဗာန်ကိုအနတ္တဆိုတာလည်းဘာမှလည်းမသိဘူးဘာမှခိုင်ခြင်းမြဲခြင်းမရှိဘူးလင်းထဲမှာလည်းခိုင်ခြင်းမြဲခြင်းမရှိဘူးအလင်းကိုလိုက်တယ်နဲ့အမှောင်လည်းအလင်းချုပ်အမှောင်ဟာစားထိုးသွားတာအလင်းကခိုင်ခြင်းမြဲခြင်းရှိလားဒါပေမဲ့လွတ်လိုက်တယ်လည်းအလင်းကပြန်ပြီးဝင်မသွားဘူးလားပြက်ချင်းဆဲခြင်းလည်းရှိလားခိုင်ခြင်းမြဲခြင်းလည်းမရှိဘူးပြီးသတ္တရဥစ္စရာပြုံးနေဒိဋ္ဌိကပြုံးနေဒိဋ္ဌိဘယ်လိုပြုံးမှန်းလည်းမသိဉာဏ်ထဲမှာဘာစဉ်းစားဒီဟာတွေပဲရှိတာဘာမှခိုင်ခြင်းမြဲခြင်းမရှိဘူးပြက်ချင်းဆဲခြင်းလည်းအစားထိုးနေတော့ပြက်ချင်းဆဲခြင်းရှိလားမရှိဘူးလေဒါမှဒိဋ္ဌိပြုတ်ဆိုတာအားလုံးကတော့နေတဲ့ဆရာပြောတဲ့ဒိဋ္ဌိမပါမှာဆိုလို့အဲ့ဒါတွေပဲဒီအစားထိုးရမြင်လိုက်တဲ့ဒိဋ္ဌိကပြုတ်နေပြီခိုင်ခြင်းမြဲခြင်းလည်းမရှိဘူးပြက်ချင်းဆဲခြင်းလည်းပြီးပြီအဲ့ဒါတွေလည်းယုံနဲ့ယုံနယ်မှာလည်းမြင်သိပြီးရင်ကြားသိစားထိုးတယ်ကြားသိပြီးရင်တွေးသိစားထိုးတယ်တွေးသိပြီးရင်ထီးသိစားထိုးတယ်အိပ်ပြောတော့ဘာစားထိုးလားဘဝင်သိကစားထိုးတယ်နိုးလာလိုက်တဲ့မြင်သိပြီးရင်ကြားသိစားထိုးနေရပဲတေတော့သုတိပြီးရင်ဟိုဘက်ကဘာစားထိုးလဲပရိသေသိကစားထိုးတယ်ဟာအစားထိုးနေတာပဲလေကျွန်တော်တို့ကနောက်ဆုံးယန္တာဖြစ်သွားတဲ့အခါကျတော့သုတိလဲလာရောဟိုဘက်ကဘာစားထိုးလဲနိဗ္ဗာန်အစားထိုးတာဘယ်မှာတော့ပရိနိဗ္ဗာန်မှာဟိုဘက်ဘာမှမရှိတာမဟုတ်ဘူးအားလုံးကနိဗ္ဗာန်ဆိုတာရှိတယ်ယုံနဲ့ဆင်းရဲရင်ဆင်းရဲချုပ်တာနဲ့ဘာအစားထိုးတာချမ်းသာအစားထိုးတယ်ပူချုပ်တာနဲ့အေးအဲ့ဒါကိုအနတ္တလို့မသိကျွန်တော်တို့အနတ္တဆိုတာအဲ့လိုကြီးကိုမသိဘူးအနတ္တဆိုလေကိုယ်လိုအစိုးမရအနတ္တကိုယ်လိုတိုင်းမဖြစ်သာသမီတွေလည်းကိုယ်လိုတိုင်းမဖြစ်ရောအမှအဲ့ကြမှာအနတ္တမြင်အဲဒါမလို့စိုးတဲ့မိဘတွေကိုယ်စီရောက်လာသလားစိုးတဲ့သာသမီတွေကိုယ်စီရောက်လာအဲ့ကြမှာအနတ္တတင်ရတာနော်အဲ့လိုဖြစ်နေတယ်နော်ဟုတ်ပါအဲ့တော့ဒီမှာအစားထိုးနေတဲ့စိတ်စဉ်အနတ္တဒီစာကြီးလို့မရှင်းမဲနဲ့သဘာဝတစ်ခုကိုရှင်းပြရင်လည်းနားလည်သွားမှာဖြစ်ပါတယ်နော်ဟုတ်ပါပြီအာယုန်နဲ့စိတ်အာယုန်နှင့်စိတ်အာယုန်ဟူသည်စိတ်စေတသိက်တို့ကျက်စားနိုင်သောအရာဖြစ်၏အာယုန်6မျိုးရှိ၏အဆင်းယူပါယုံအတန်တတ္ထာယုံအနတ်ကန္တာယုံအယတာယတာယုံအထိဖောထပယုံအတွေ့ဓမ္မယုံတို့ဖြစ်၏
အစင်းအတန်အနတ်အရသာအထိစသောအာယုန်တို့သည်ယုတ်တရားများသာဖြစ်ကြကုန်၏သို့သောဓမ္မယုံဟူသည်ပတာရယုတ်အကြည်ယုတ်ဒုက္ခမယုတ်စိတ်စေတသိက်ပြည့်ညတ်နိဗ္ဗာန်ဟူ၍6မျိုးရပါသည်ထိုအာယုန်တို့ကြောင့်စိတ်တို့သည်ဖြစ်ပေါ်ကြကုန်၏စိတ်ဟူသည်အာယုန်ကိုသိယုံမျှသဘောဖြစ်၏စိတ်6မျိုးရှိမြင်စိတ်သကုဝိညာဉ်ကြားစိတ်သောတာဝိညာဉ်နာမ်စိတ်ဂါနဝိညာဉ်စားစိတ်ဇိဝဝိညာဉ်ထိစိတ်ကာယဝိညာဉ်ကြံစိတ်မနောဝိညာဉ်တို့ဖြစ်၏ဝိညာဉ်ကိုစိတ်ဟုခေါ်တော်လဲဝိညာဉ်သည်တစ်ခုတည်းမဖြစ်နိုင်ပါဝေဒနာတင်ညာသင်္ခါရဟုသောစိတ်စေတသိက်တို့ပါဖြစ်ပေါ်ပြက်ဖက်အနေဖြင့်ပါဝင်နေ၏အာယုန်တစ်ခုကိုအကြောင်းပြု၍တပေါင်းနဲ့အတူဖြစ်အတူပြက်ကြကုန်၏ဟုတ်ပြီနည်းနည်းအင်္ဂလိပ်စာသင်ပေးဦးမယ်အင်္ဂလိပ်တွေကိုကျွန်တော်ပြန်သင်လို့ရတယ်အင်္ဂလိပ်ကိုအင်္ဂလိပ်လိုပြန်သင်လို့ရတယ်အင်္ဂလိပ်စာနဲ့ consciousness ဆိုဝိညာဉ်ကိုခေါ်တာမြင်စိတ်ကို I consciousness သူတို့အင်္ဂလိပ်စာမှာမရှိဘူးသူတို့ဝိညာဉ်မသိဘူး mind တော့သိတယ် mind ဆိုတဲ့ကစိတ်ဆိုသူသိငါသိအဲ့ဒီ mind ဆိုတာကဒီ consciousness တွေကိုစုပေါင်းလိုက်ရင် mind ဖြစ်သွားတယ်မှတ်တာ consciousness ဒီဝိညာဉ်လေးတွေကိုစုပေါင်းလိုက်ရင်ဘာဖြစ်သွားလဲ mind ဖြစ်သွားတယ်စိတ်ဆိုတာကျွန်တော်တို့သိတဲ့စိတ်ကအလုံးအထည်ကြီးဖြစ်သွားပြီပိုင်းခြားမသိဘူးရှေးစိတ်နောက်စိတ်ကိုမသိဘူးလွယ်အောင်ပြောရင်အဲ့ရှေးစိတ်နောက်စိတ်ကိုတပေါင်းနဲ့ယူပြီးမြင်စိတ်မျက်စိကမြင်တဲ့မနှောကသိရလို့မယူတော့ဘူးကျွန်တော်ကမြင်စိတ်ကြီးမြင်တယ်ဆိုတဲ့စိတ်ကြီးတစ်ခုပဲယူလိုက်တာ mind နဲ့ယူလိုက် mind ဆိုတာကဒီ group of consciousness အစုအပေါင်း aggregate ဖြစ်သွားပြီတော့နဲ့မတူဘူးတော့ကြတော့ဘာဖြစ်တယ်သိလားငါသူတို့ကယောက်ျားမိန်းမတွေစဉ်းစားကုန်ပြီအဲ့တော့ consciousness ရဲ့ mind ရဲ့ thought ကျွန်တော်တို့ကမတူဘူးသူတို့တော့အဲ့လောက်ခွဲအဘိဓမ္မာသိမှသိတာအဘိဓမ္မာမသိရင် consciousness ရဲ့ mind ရဲ့ thought တွေကိုခွဲပြောလို့မရတချို့ဘာလို့ကျွန်တော်ဘာသာပြန်တဲ့အခါမှာသွားတွေ့ရတယ်ကျွန်တော်ရှေးစိတ်နောက်စိတ်တွေပြန်နေတယ်သူတို့က thought တွေနဲ့ရေးတယ်တချို့ဘာသာပြန်တာတော့ပညာတွေဝင်သွားပြီပုဂ္ဂိုလ်တ attva တွေဝင်သွားပြီကျွန်တော်တို့ရှေးစိတ်နောက်စိတ်မှာနောက်စိတ်ကသတိပြုလိုက်ရင်ပုဂ္ဂိုလ်တ attva မပါဘူး thought မဟုတ်ဘူးသူတို့က thought တွေနဲ့ဘာသာပြန်တယ် thought ဆိုတဲ့ကျွန်တော်ကိုယ့်ကိုစဉ်းစားကြည့်ပါလားဘာတွေပေါ်သွားတော့ပုဂ္ဂိုလ်တ attva တွေပေါ်သွားပြီဘာသာပြန်ရလည်းမလွယ်ဘူးဒီကျွန်တော်တို့ဝိပဿနာကိုနည်းနည်းသဘောပေါက်မှဒီဘာသာပြန်ရတာရတယ်ဘယ်ဝင် thought တွေနဲ့ပြန်လို့တော့သူတို့နားလေတဲ့ thought တွေကငါသူတို့ကယောက်ျားသူတွေငါတွေတိုက်တွေကားတွေမြင်နေပြီအဲ့ဒါကျွန်တော်ကမရဘူးဒီ thought နဲ့ဝိပဿနာသွားလို့မရဒီလိုနားလေအောင်မှဖြစ်ပါတယ်ဒါကတော့နေဒီစိတ်ဆိုရဲ့အကြောင်းလေးပြောတော့ဘုဒ္ဓရလေးရှိအောင်ပေါ့နော်ဒါနည်းနည်းပြောပြတယ်ကျွန်တော်တို့မှာဒါကအခြေခံနေပါအာယုံရှိမှစိတ်ဖြစ်တယ်ဒီဘက်ကယူပါယုံကြောင့်မဟုတ်မြင်စိတ်ဖြစ်တယ်အတန်ရှိမှကြားစိတ်ဖြစ်တယ်ဒါလေးကိုသိသိကျင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အာယုံပြောင်းတိုင်းစိတ်ပြောင်းနေတယ်ကျွန်တော်ကတခါမှအလုံးစကျွန်တော်ကဘယ်လိုသိတာဒီစိတ်ကြီးနဲ့ပဲဟိုဘက်ကအာယုံတွေကိုလိုက်သိတယ်မပြောပေနဲ့လိုက်တိုင်းသိနေအဲ့တော့ကိုညံထဲမှာကပေါ်လွင်အောင်ကတမာရီလိုပါတယ်တမာရီရှိတဲ့ခါကျမှဟိုဘက်ကအာယုံပြောင်းတိုင်းကိုယ့်ဘက်ကလည်းစိတ်တွေပြောင်းနေတယ်ဆိုတဲ့သဘောတဘာဝတွေကနားလည်လမ်းမှာပါပထမအာယုံတွေပဲသိမှာဒီအာယုံတွေကိုဘလို့သိနေရဆိုအော်ကိုယ့်ဘက်ကဝิญဉ်တွေပေါ်နေလို့ပါလားဆိုတော့စင်ញင်မှဝิญဉ်ကိုသိတာစင်ញင်မှဝิญဉ်ကိုသိတာပထမအာယုံပဲသိတာအာယုံတွေသိရဟာဒီအာယုံတွေကိုဘလို့သိနေရဆိုကိုယ့်ဘက်ကဘာတွေပေါ်နေလို့လဲဝิญဉ်တွေပေါ်နေလို့အဲ့တော့တအာယုံနဲ့ဝิญဉ်တစ်ခုတအာယုံနဲ့အနီးကိုမြင်တဲ့အခါမှာအနီးအာယုံနဲ့ဒီဘက်ကမြင်စိတ်တစ်ခုအဖြူမြင်တဲ့အခါမှာအဖြူအာယုံနဲ့မြင်နေမှာပဲပေါ်လာမှာဖြစ်ပါတယ်မြင်တော့ဒီလိုကြီးမြင်နေရမှာမဟုတ်ပါဘူးမြင်တာတော့အာယုံကိုတော့သိရမယ်ဒီဘက်ကဝิญဉ်တွေကိုပြန်ဆင်ញင်မှသိတာအဲ့ပြန်ဆင်ញင်တဲ့ဟာကရှေးစိတ်နောက်စိတ်ပဲပြန်ဆင်ញင်တာကရှေးစိတ်ကိုနောက်စိတ်နဲ့ပြန်ဆင်ញင်ရတယ်အဲ့အခုကကျွန်တော်တို့ကဘာမတတ်တယ်တော့အဲ့မဆင်ញင်တတ်တာရှေးစိတ်နောက်စိတ်ကျွန်တော်တို့ကရှေးစိတ်နောက်စိတ်တော့မဆင်ញင်ဘူးငယ်ငယ်တုန်းကအကြောင်းတွေကြတော့တွေးတတ်တယ်လေကျွန်တော်တို့ကအဲ့တွေးတာကဘာနဲ့တွေးအောင်ဆိုရှေးစိတ်နောက်စိတ်ကသတိနဲ့ဆင်ញင်ရတယ်ငယ်ငယ်တုန်းကအကြောင်းတွေတွေးတာတော့ကိုဥပဒဏ်ကတ်လို့ရှောက်တွေးကြတာပဲဥပဒဏ်နဲ့သတိကိုနားမလဲတာအဲ့တော့သတိရှိလို့ရှင်ရှေးစိတ်နောက်စိတ်သိတယ်သတိမရှိလိုက်တာနဲ့ဥပဒဏ်နဲ့ဆိုပုဂ္ဂိုလ်တ attva ငါသူတော်တွေနဲ့အတိတ်တွေအကုန်ပြန်ကုန်ကြတာပဲနော်ဒီလိုနားလေရမှာဖြစ်ပါတယ်နော်ဟုတ်ပါပြီအဲ့တော့စာမျက်နှာ30မှာတစ်ချိန်တွင်နှစ်စိတ်ပြိုင်မဖြစ်တစ်ချိန်တွင်နှစ်စိတ်ပြိုင်မဖြစ်ထို့ပြင်စိတ်သည်တစ်ချိန်တွင်နှစ်စိတ်ပြိုင်၍လည်းမဖြစ်တစ်စိတ်ပြီးမှတစ်စိတ်ဖြစ်၏ရှေးစိတ်ချုပ်မှနောက်စိတ်အသစ်ဖြစ်၏အာယုံပြောင်းတိုင်းစိတ်ပြောင်းနေသောကြောင့်တအာယုံနှင့်တစ်စိတ်အနေဖြင့်သာဝိပဿနာရှုရ၏မြင်ကြားနံစားထိတွေးတို့၏သိမှုစိတ်ဖြစ်စဉ်တွင်မြင်မှုနှင့်သိမှုကြားမှုနှင့်သိမှုစသည်တို့သည်စိတ်တစ်ခုတည်းကသိနေသည်မဟုတ်ရှေးစိတ်နှင့်နောက်စိတ်တို့သည်ကြောင်းကျိုးဆက်အစဉ်အားဖြင့်မပြတ်မစဲဖြစ်ပေါ်ချုပ်ပြောက်နေခြင်းဖြစ်သည်မျက်စိကမြင်၍မနောကသိနားကကြား၍မနောကသိ
နှာခေါင်းကနံ၍မနောကတိရှာကစား၍မနောကတိကိုကထိ၍မနောကတိရှေမနောကကြံ၍နောက်မနောကတိဤသို့တစ်ချိန်တွင်နှစ်စိတ်ပြိုင်မဖြစ်ပဲရှေ့စိတ်ချုပ်ပြီးမှနောက်စိတ်ဖြစ်ခြင်းသည်လည်းသူသဘောသူဆောင်ကဖြစ်ပေါ်နေသောစိတ်ဓာတ်အနိယာမသဘာဝမျှတာဖြစ်လေသည်ဟုတ်ပါပြီတရားအခက်ကြီးမဟုတ်ဘူးလို့ပြောပြတာကျွန်တော်ပြောပြမယ်ဩငါဖျားသွားအောင်မှာပဲဆိုငါဖျားကဲတခါကျအိမ်လို့ဩငါဖျားရှိခိုးအောင်မှာပဲဆိုတာကလေစိတ်ထဲမှာမပေါ်လားအမှန်တော့ပေါ်တာဗာလေးပေါ်တော့စန္ဒာလေးပေါ်သွားဩငါစန္ဒာလေးပေါ်သွားပါလားလို့သိလိုက်တာရှေးစိတ်မှာဖျားသွားရှိခိုးအောင်မှာပဲဆိုတာဗာလေးပေါ်သွားစန္ဒာလေးအဲ့တော့ရှေးစိတ်မှာစန္ဒာလေးပေါ်တယ်နောက်ကဘာဖြစ်တာသတိပြုလိုက်တာနဲ့ရှေးစိတ်စန္ဒာလေးဖြစ်ပြနောက်စိတ်သတိကမဲဖြစ်သွားတာစန္ဒာလေးပေါ်သွားပါလားလို့တင်စန္ဒာကဘာဖြစ်တာအာယုံပြန်ဖြစ်တာရှေးစိတ်မှာစန္ဒာကပေါ်လဲပေါ်တယ်ချုပ်လဲချုပ်တယ်ဒါပေမဲ့နောက်စိတ်ကသတိပြုမိလိုက်တဲ့ခါကျတော့ဒီစန္ဒာကသတိရဲ့အာယုံနေနဲ့ကျေးဇူးပြုသွားတာဘာနေနဲ့ကျေးဇူးပြုတာအာယုံရှေးစိတ်တွေကပေါ်လဲပေါ်တယ်ချုပ်လဲချုပ်တယ်ဒါပေမဲ့သူကဒီလိုတော့မဟုတ်ဘူးနောက်စိတ်ကသူကဘာနေနဲ့ကျေးဇူးပြုတာအာယုံအဲ့ဒါပြောပြအောင်မယ်လေဒီမောဂုတ်ဆရာတော်ဘုရားကြီးသိပညာပါတာကိုကလည်းဒီရှေးစိတ်နောက်စိတ်တွေသိလာမှဆရာတော်ဘုရားကြီးရဲ့ကျေးဇူးကြီးမှန်းသိတာဆရာတော်ကြီးကလူတွေကိုနားလည်အောင်သင်သွားတယ်လူတွေကနားမလဲဘူးမင်းကညအိတ်နေတယ်တဲ့မင်းရှိကိုစင်ကြီးကလာအိပ်ပါလေရောတဲ့မင်းကအိပ်ပြောနေတော့မသိဘူးတဲ့မင်းမလို့ခင်စင်ကြီးကထပြန်သွားပါလေရောတဲ့မင်းလည်းတို့တကားအဖွင့်ကြည့်လိုက်တော့ဘာတွေ့လဲဆိုစင်ချေရာကြီးတွေ့တယ်ချေရာတွေ့လိုက်တဲ့နဲ့မင်းကဘယ်လိုသိလဲဩညကဒီမှာစင်ကြီးလာသွားပါလာသွားပြီလေအဲ့ဒီတိုင်းပဲကျွန်တော်ကကိုသိလိုက်တဲ့အချိန်မှာနောက်စိတ်ကဖြစ်ပြီးရှေးစိတ်တွေကမရှိတော့ကိုသတိပြုလိုက်တဲ့အချိန်မှာဘာပဲခြံခဲ့တာခြေရပဲအဲ့တော့ဘုရားသွားရှိခိုးလိုက်ငါဘုရားသွားရှိခိုးမှပါလားဆိုတာတွေကပြီးသွားပြီပြီးကြမှာငါစန္ဒာလေးပေါ်သွားပါလားဆိုတော့နောက်စိတ်ကသတိပြုမိပြီဒါပေမဲ့ရှေးစိတ်ကလည်းဘုရားသွားရှိခိုးငါအဲ့ရစန္ဒာပေါ်အောင်ပါလေပေါ်ပြီးလည်းချုပ်လေချုပ်အောင်ပါချုပ်ပြီးရင်လည်းခါကျနောက်စိတ်ကဘာဒါပေမဲ့သူအလကားတော့သွားခဲ့တာမဟုတ်အာယုံနေနဲ့နောက်စိတ်ကိုခြေရလေးခြံသွားခဲ့တယ်အဲ့ဒါလေးကိုပဲကြည့်ပြီးဩငါစန္ဒာလေးရှေးစိတ်တွေကချုပ်ပြီးနေလဲနောက်စိတ်ကိုဘာနဲ့ကျေးဇူးပြုသွားအာယုံနေနဲ့ရှေးစိတ်နောက်စိတ်ကဒါပဲကျွန်တော်တို့ကဒီလိုနဲ့အဲ့တော့ဒီအဲ့လိုသိဖို့ဆိုတာဒီပရမတ်တွေရဲ့ကျွန်တော်ဘာကိုသိရမှာအောင်လက္ခဏာတွေကိုသိရမှာဖြစ်ပါတယ်နော်ပရမတ်တွေရဲ့ဒါညနေပိုင်းကိုနေ့လယ်ပိုင်းတွေတို့သင်မှာဖြစ်ပါတယ်ရုပ်တည်နေရဲ့အကြောင်းကျိုးတွေကိုနော်အဲ့တော့ဒီပရမတ်တွေရဲ့လက္ခဏာတွေကိုသင်ပေးမှာဖြစ်ပါတယ်အဲ့ဒီလက္ခဏာမသိဘဲနဲ့ကျွန်တော်ခြေရမသိဘဲနဲ့တော့စင်ကြီးလာသွားပါလားတော့ဒါစင်ခြေရမှန်းတော့ဘုဒ္ဓရာရှိရမယ်လက္ခဏာမှန်းတော့အဲ့တော့အဲ့ဒီလက္ခဏာတွေကတော့သင်ကြားရမှာဖြစ်ပါတယ်သင်ထားရင်ဟောဒီလိုလက္ခဏာဆိုဒါပါပူတယ်အေးတယ်ဆိုပါတော့တေသောမာတယ်ပြောတယ်ပါဆိုပထဝီလက္ခဏာတွေကိုသိရမှာဖြစ်ပါတယ်ကျွန်တော်တို့ကလက္ခဏာမသိဘဲနဲ့ဓာတ်ကိုဘယ်လိုမှမသိပါဘူးလက္ခဏာနဲ့တက်နဲ့မတူပါဘူးဒီလိုနားလည်ရမှာဖြစ်ပါတယ်နော်ဒါကြောင့်မလို့မောဂုတ်ဆရာတော်ဘုရားကြီးရဲ့စင်ချေရလေးအဲ့ဒါကရှေးစိတ်နောက်စိတ်ပဲကျွန်တော်တို့ကရှေးစိတ်ပြီးနောက်စိတ်ကိုသူကလက္ခဏာလေးတော့ခြံထားခဲ့တာပဲအဲ့ဒီလက္ခဏာကိုကောက်ပြီးမှဩစင်ကြီးလာတော့ပါလားဩစန္ဒာလေးဖြစ်တော့ပါလားမုံလေးစားပါအောင်လားဩစေနာလေးပေါ်မုံလေးစားပါအောင်စိတ်စော်တိုက်တွန်းတာလေစေနာလေးပေါ်သွားပါလားဩကိုယ်နာမည်ကောင်ငါတညာနဲ့မှတ်ထားပါလားတညာလေးပေါ်သွားပါလားအဲ့ဒါရှေးစိတ်နောက်စိတ်တွေလေဝိပဿနာကိုယ်နာမည်ခေါ်တော့ဝိပဿနာဖြစ်နေတာလေကဲနေရင်ထိုင်ရင်မပြောနဲ့ကိုသားသမီးကိုခေါ်လိုက်တဲ့ဆိုတော့ကိုထဲမှာပါပေါ်နောက်တစ်ခုပြောပြအောင်မယ်ဥပါဒံနဲ့ဒီဥပါဒံပြုတ်တယ်နဲ့ဥပါဒံနဲ့မတူဘူးဘယ်လိုလဲတော့ကိုသားသမီးအရွယ်လေးတွေလေအားလုံးဘယ်လိုခေါ်ကြလဲဟာသားတွေသမီးတွေမခေါ်ကြဘူးလားကိုသားသမီးတကယ်ထင်လားထင်ပါအောင်နော်သားလို့သမီးတော့မခေါ်ဘူးလားခေါ်ယုံမဲခေါ်တာအစွဲမပါဘူးကိုသားသမီးကြတော့ခေါ်ယုံမဲခေါ်တာလားမဟုတ်ဘူးအဲ့ကြမှာအစွဲကပါနေတာတော့နေအစွဲပါတာနဲ့တော့နေသုံးယုံသုံးမစွဲနေဆိုတာနားမလဲဘူးနောက်ကြတော့ဘယ်လိုလဲကိုသားသမီးလဲယုံနိုင်မယ်ဒီပြင်သားသမီးလဲသားသမီးတို့ကကိုနဲ့သားသမီးကြအကြောင်းအကျိုးလောက်ပဲဆိုင်တာဒီလိုမြင်သွားတာဒါကနည်းနည်းအတိတ်ကပါလာတဲ့အကြောင်းအကျိုးလောက်ဒါကစတင်ပြီးတော့ဒါကနည်းနည်းညံအတိတ်ကိုပြန်ဆန်းစစ်ရတယ်ဩကိုနဲ့သူနဲ့အတိတ်ကအကြောင်းအကျိုးလောက်ပဲဆိုင်ငယ်လို့ဒီလိုအကြောင်းအကျိုးပဲအဲ့တော့သားသမီးဆိုတာဘာနဲ့တူလဲသူလည်းသူသဘောသူဆောင်ပါလေသူမျိုးစင်းနဲ့သူကိုကဘာပြသားသမီးဆိုတစ်ပင်ဆိုင်တယ်လို့ပဲရေပဲလောင်းပေးရတာပိုးမကြအောင်ဆောင်းလျှောက်တယ်ဟလာရေလောင်းပေးရတယ်အမျိုးစာကျွေးရတယ်ပေါ့နော်အဲ့ဒါဆိုလဲသူပင်လေးသူတန်သွားမှာပဲသားသမီးကလည်းသူမျိုးစင်းနဲ့သူကန်နဲ့သူလာတာလေလက်ခုပ်လိုပဲ
မိဘနှစ်ပါးတွေးဆုံတာဒီလက်ခုပ်လိုပဲအတန်းသူသဘောသူဆောင်ထွက်လာဒီသားသမီးလည်းသူသဘောသူဆောင်ထွက်တာအဲ့မဲ့အကြောင်းတော့မကင်ဘူးကိုပိုင်တာတော့မဟုတ်ဘူးအကြောင်းမျက်စိနဲ့အစင်းနဲ့တိုင်မြင်စိတ်ကပေါ်တာအဲ့မြင်စိတ်ကကိုပိုင်တာလည်းမဟုတ်ဘူးအနတ္တကြီးကိုမမြင်ဘူးကျွန်တော်တို့ကကိုပိုက်တရားကိုလွယ်မွဲတယ်ငါသားသမီးတို့သိမ့်ပိုက်တာပဲဒီလက်ခုပ်ငါလက်ခုပ်ထဲကထွက်လာတာငါသားသမီးတို့သိမ့်ပိုက်တာအတူတူပဲကိုပြောပြတာအဲ့တော့ကိုသားသမီးပဲဘာလို့ပဲစုံမပေးရတယ်ကျွေးမွေးပြုစုစောင့်ရှောက်ပဲရေလောင်းပေးရတယ်လို့ပဲမြေဩဇာကျွေးပေးရတယ်လို့ပဲနော်သားသမီးလည်းရေလောင်းပေးနေတာပဲဆံပဲထုတ်ပေးနေရတာပဲဒီခေတ်ကနိုင်ငံခြားသွားပညာသင်ဘိုးတော်ဆိုသေးတယ်ကိုမပသုံးရမစားရဲ့လေဘိုးတော်ဆိုနေသေးတယ်ရေလောင်းရတာတော့ပြောမနေနဲ့အဖေကလည်းသူ့သဘောသူဆောင်သွားမှမသိဘူးဒီလိုမှမမြင်ပဲနဲ့ဟုတ်လားအနတ္တဆိုတာဒီလိုမြင်သွားတာပဲနော်အဲ့တော့တစ်ခုမြင်လို့ရှိရင်အကုန်မြင်တယ်ဆိုတာပြောပြတာဉာဏ်ထဲမှာအကုန်သဘောပေါက်သွားမှာနော်ကိုကအဲ့လိုတွေသဘောမပေါက်လို့အနတ္တရဲ့သဘောတဘာဝတွေဟုတ်လားဒီအနတ္တရှေးစိတ်နောက်စိတ်ကိုသဘောပေါက်တယ်လေဒီအနတ္တတွေကလောကထဲမှာလည်းဉာဏ်ထဲမှာအဲ့လိုမမြင်သွားမှာအဲ့တော့သားသမီးရောအတိတ်ကတို့အကြောင်းအကျိုးပတ်ခဲ့လို့ဒီဘဝမှာဝိပဿနာတော့မထိုက်သေးဘူးနည်းနည်းတော့စဉ်းစားတတ်အနတ္တကိုစဉ်းစားတတ်လာဝိပဿနာကြဘလို့ထိုက်တယ်သိလားကိုသားသမီးရလဲတညာကသာပေါ်တာမျက်စိအမြင်လို့ရှိရင်နောက်စိတ်ပေါ်တယ်လို့သားသမီးမှန်းသိတာဗျနောက်စိတ်မပေါ်ရင်သားသမီးမှန်းမသိသူကကိုယ်အိမ်ထဲမှာတော့ကိုသားသမီးစီမှန်းသိရဲ့နောက်ကျောတစ်ခုမြင်လိုက်တာနဲ့ကိုသားသမီးလို့ကွာအပြင်မှာလေအဲ့လိုပုံစံမျိုးသွားတွေ့လို့ချင်းကိုသားသမီးလို့ဖြုံးတယ်မပေါ်သေးဘူးအပြင်ဆိုသူများလဲအောင်းမေ့နေသေးတာတညာကမလာသေးဘူးမြင်တာကဒါပဲမြင်တာဒါပေမဲ့နောက်မျက်စိကမြင်တာဘာမှသားသမီးမှန်းမသိဘူးနောက်စိတ်ကြမှာပါဖြစ်သွားဒီလိုမြင်သွားတာအဲ့တော့ကိုသားသမီးတို့နဲ့လေဝစ်ထားတဲ့အင်ကြီးလေးကိုကွက်ကွက်လေးကြည့်လို့ချင်းကိုသားသမီးမှန်းမသိသူကကျွန်တော်ကကိုသားသမီးတို့ပုံသဏ္ဍာန်ကိုအိမ်မှာနေလိုက်တော့သားသမီးမှန်းသိသွားတာသူဝစ်ထားတဲ့အင်ကြီးလေးကိုကွက်ကွက်လေးကြည့်သူအင်ကြီးတို့တူတဲ့အင်ကြီးတွေခုကြ ready made တွေဖြစ်နေအဲ့လိုတူတဲ့အင်ကြီးတွေတွေ့ဘယ်လိုလုပ်သိမှာကိုသားသမီးမှန်းမျက်စိကမြင်တာဒါပဲမြင်တာနားကနောက်ကမှကိုသားသမီးမှန်းသတိလည်းရှိတော့လေဒစိမ့်လို့ဖြစ်သွားတယ်ဒါနေဒစိမ့်လို့ကြည့်ဆိုတာရှင်းစိတ်ပြီးနောက်စိတ်ကညံထဲမှာပေါ့တော့ကိုသားသမီးလည်းမြင်တဲ့အချိန်မှာဆင်းမယ်ဒီပြင်သားသမီးလည်းအဲ့ကြတူသွားတော့မြတ်စွာဘုရားသူသားသမီးသူသားတော်ရာဟုလာနဲ့ဒေဝရအတူတူတော့မြင်အယူပါယုံကြီးပဲဆိုတူတာပေါ့မျက်စိကမြင်အစင်းမြင်အေရင်တရားရတယ်တူလေတူရောဘာဖြစ်သွားသေးလားကိလေသာပဲလာတော့မှတဏှာချုပ်သွားတော့တဏှာဘယ်လိုချုပ်မှန်းလဲမသိဘူးချုပ်မှာပေါ့နောက်စိတ်မှာသတိကနေသွားတာဟုတ်ကျွန်တော်ညင်ထဲမှာကိလေသာလည်းဘယ်လိုချုပ်လဲမသိဘူးဘယ်လိုသိလို့ရှိရင်ကျွန်တော်တို့ကညင်မှမဖြစ်တာဘယ်လိုနှလုံးသွင်းလိုက်တဲ့နဲ့စိတ်ထဲမှာဘယ်လိုပေါ်သွားရင်ကိလေသာကင်းနေပြီဒီလိုညင်နေကမပြေးဘူးကျွန်တော်တို့မှာကိုကျင့်နိုင်တာမကျင့်နိုင်တာအပါထလမ်းမြေပုံတော့ဖတ်တတ်နေရပြီကျွန်တော်မြေပုံမဖတ်ဘဲနဲ့အခုကသွားကြရင်ရှောက်သွားနေရလေကိုထင်ရင်ကိုရှောက်လုံးမနေနဲ့ map ကိုသိရပြီ map ကိုသိရင်ကိုသွားဖို့ကြိုးစားတော့ခုကမြေပုံကိုမဖတ်တတ်ဘူးဖြစ်နေဆရာဘာသင်နေရရုံးမဲ့သင်နေရတာဝိပဿနာဆိုတာဘယ်လမ်းကြောင်းရှောက်ရင်ရပြီဆိုတာသဘောပေါက်တယ်အဲ့တော့ကျန်တာတော့ကိုယ့်ကိုလုပ်ပေါ့အဲ့ရုံးမဲ့မသိဘဲနဲ့ကိုယ့်ကိုကြုတ်ပြီးကိုထင်ရည်ကိုသွားနေခီးရမပေါက်ဘူးဖြစ်နေအခုပြဿနာကဒီနေရာတက်နေနော်ဒီလိုနားလည်ရမှာဖြစ်ပါတယ်နော်ကဲဆက်ဖတ်ကြအောင်လို့အသစ်ဖြစ်ပေါ်မှုနှင့်အနိစ္စအသည့်အာဟာရဒီပနီထိခိုက်နာကျင်မှု၌နာမ်ခန္ဓာ၄ပါးတို့ယခုမှအသစ်ဖြစ်ပေါ်မှုသောဥပ္ပစွန်းကိုကောင်းစွာမြင်ခြင်းအကျိုးကနိစ္စတညာပြောက်ကင်း၏ယခုမှအသစ်ဖြစ်သောဥပ္ပစွန်းကိုတွေ့မြင်သဖြင့်ရှေးအဖို့ကရှိနေသောတရားမဟုတ်ဟုသိမြင်သောကြောင့်ထိုနိစ္စတညာပြောက်၏နာကျင်မှုနာမ်ခန္ဓာတို့သည်အသစ်ဖြစ်ပေါ်လာသောအာဂန္တုစုတို့သာတရားစုတို့သာဖြစ်၍ထိုနေရာမှာပင်ကွယ်ပြောက်၍သွားသောအနိစ္စတရားစင်စစ်တည်းဟုဉာဏ်တွင်ထင်မြင်၍နေလက်တံဟုတ်ပြီဒါစာလို့ပြောနေလို့ဆရာပြောပြမယ်ကျွန်တော်တို့ဆရာတော်ကြီးကဖြစ်ပျက်ရှုအနိစ္စကိုဒါအဆောင်ပေးပါတယ်အဲ့ဒါကတမ္မာဒိဋ္ဌိအမြင်ရပြီးတဲ့ပုဂ္ဂိုလ်တွေရှုတာကျွန်တော်တို့ကအနိစ္စခဏနဲ့ကိုအကြောင်းတိုက်ဆိုင်အသစ်ပေါ်တာလို့အသစ်ပေါ်ပြီးမှချုပ်တာကိုကျွန်တော်ကနောက်ကမြင်မှာမပေါ်ဘဲနဲ့ဘာတွေသွားချုပ်နေကြမှာနည်းနည်းစဉ်းစားအောင်စဉ်းစားအောင်အနိစ္စယူဆိုပေါ်တာမသိဘဲနဲ့ဘာတွေချုပ်ရှုမှာကျွန်တော်တို့ကအရင်တော့ကိုဗန်သိရမယ်ဆိုဆရာတော်ကြီးရမှန်တယ်သူတို့ကတမ္မာဒိဋ္ဌိဖြစ်ပြီးသားပြီးရင်အနိစ္စရှုအနိစ္စရှင်တဲ့ကိလေသာပြုတ်ဒါပေမဲ့အနိစ္စရှုဖို့ကဖြစ်တာရင်သိလေဖြစ်တာမသိဘဲနဲ့ဘယ်ဖြစ်တာကြီးဘာသွားရှုမှာအောင်ကျွန်တော်တို့ကဖြစ်တာမြင်မှဒီဖြစ်တာမရှိတာကိုပဲချုပ်ပြောက်တာကိုကျွန်တော်တို့ကတွေ့မှာလေကျွန်တော်တို့ကဒီအတန်မရှိဘဲနဲ့အတန်ပြက်တော့အတန်လည်းမရှိဘဲနဲ့ဘယ်ကအနိစ္စရှုမှာတော့ကျွန်တော်တို့က
ကဲနည်းနည်းစဉ်းစားကြည့်အောင်အကြောင်းတိုက်ဆိုင်ရင်မပေါ်ခြင်းလို့ကိုမရတဲ့အနတ္တကိုမြင်အောင်ကြည့်အောင်ဒါကိုယ်ကတမာဒိဋ္ဌိဖြစ်မြင်ပြီးမှဩအကြောင်းတိုက်ဆိုင်ဖြစ်ပြီးတော့အကြောင်းကင်းတာနဲ့အဲ့ဒီမှာကျမအပြက်ကိုမြင်လိုက်မယ်ဒါပဲကျွန်တော်တို့ကအဖြစ်မသိပဲနဲ့ဘလို့အဖြစ်ဆိုတာအနတ္တအကြောင်းတိုက်ဆိုင်မပေါ်ခြင်းလို့ကိုအမလီရုပ်တည်နေနေကအကြောင်းတိုက်ဆိုင်မပေါ်ခြင်းလို့ကိုဒီထဲမှာနည်းနည်းအေးတယ်နေပူတဲ့အထွက်တော့ကိုယ်ရုပ်တွေကပူတဲ့တည်တော်တွေမပေါ်ခြင်းလို့ရလားဟုတ်လို့တော့ဟိုဘက်ကအကြောင်းကပြည့်စုံတာနဲ့ဒီဘက်ကအကျိုးတရားဖြစ်ပြီးကျွန်တော်တို့သိလိုက်လို့ချင်းကျွန်တော်ကအကျိုးတရားယူမှတ်တာကျွန်တော်မျက်စိနဲ့မြင်လိုက်တာမျက်စိနဲ့အစင်ကိုမသိဘူးကျွန်တော်ကမြင်ပြီးမှသိတာမြင်တာဘာပေါ်သွားတော့မြင်စိတ်ပေါ်သွားပြီမြင်စိတ်ပေါ်တာဘာဖြစ်လဲအကျိုးတရားကြီးဖြစ်နေဒီဘဝဒီယုံနိုင်ကြီးကလည်းအကျိုးတရားကြီးဘာလို့လဲအတိတ်ကကံကအကြောင်းတရားကံကမသိလိုက်တော့အခုမြင်တဲ့ယုံနိုင်ဘာဖြစ်တယ်အကျိုးတရားမျက်စိနဲ့အစင်နဲ့လိုက်တာမသိဘူးကျွန်တော်ကဘာအကြမ်းမှသိတာဝိညာဉ်ပေါ်မှသိတာကျွန်တော်သိရင်ဘာပေါ်သွားပလဲဝိညာဉ်ပေါ်သွားကျွန်တော်သိရင်ဘာပေါ်သွားပလဲဝိညာဉ်အကျိုးကိုဘာပဲသိသိကျွန်တော်တို့အကျိုးတရားယူမှတ်တာဉာဏ်ထဲမှာလေအဲ့အနတ္တကိုမမြင်ဘူးကျွန်တော်တို့ဘာသိသိအကျိုးဖြစ်နေပြီမြင်လိုက်လေအကျိုးဝိညာဉ်ပေါ်မှသိရလေကြားလေအကျိုးနားလေအကျိုးစားလေအကျိုးဒီခန္ဓာကိုယ်ကြီးကအကျိုးတရားကြီးဖြစ်နေတယ်အဲ့အကျိုးတရားကိုအကြောင်းကိုဘာကြောင့်ဖြစ်တယ်လို့မသိသိတတ်တဲ့အတွက်အကြောင်းကဖန်ဆင်းရှင်တကိုးရှင်အလိုလိုဖြစ်တာတွေအကုန်ဖြစ်တာအနတ္တမမြင်တော့မြတ်စွာဘုရားတိုက်ဝိညုတဉာဏ်ကြီးနဲ့ဒီပုပ္ပေနိဝါဒဉာဏ်ကြီးကိုဒါတွေဘာကြောင့်ဖြစ်တာလဲဆိုတော့အကြောင်းအကျိုးတွေကိုဆင်ញင်လိုက်တော့မှအကြောင်းကင်းပြီးဘာမှအကျိုးတရားသောတာပန်ဖြစ်သွားပြီရှင်သာရိပုတ္တရာယေဓမ္မာဟေတုပ္ပဘဝဒေသံဟေတုံတတ္တကတော့အာဟဖြစ်သမျှတရားတိုင်းဟာအကြောင်းရင်းခံရှိသူအတ္တတွေအကုန်ပယ်ပြလိုက်ပြီဖန်ဆင်းရှင်တကုရှင်အလိုလိုဖြစ်တာအကုန်ပယ်အကြောင်းမရှိဘဲနဲ့အကြောင်းကမသိဘူးအကြောင်းသိတာဉာဏ်အကြောင်းသိတာပါတော့ပစ္စယပရိက္ခဉာဏ်အဲ့ဒီအကြောင်းသိဖို့လဲရှေ့စိတ်ပြီးနောက်စိတ်ကသတိနဲ့ဆင်ញင်မှမြင်စိတ်ပေါ်သွားရဘာကြောင့်လဲမျက်စိနဲ့အစင်းနဲ့တိုက်လို့တရားဖျားပွဲမှသိတယ်အမှတ်ထားဘူးမှမသိနားနဲ့အတန်နဲ့တိုက်လို့အကြောင်းကြောင့်သောတာဝိညာဉ်အကျိုးဖြစ်တယ်ဆိုဖျားပဲသိတာဘူးမှမသိဒါပေမဲ့ကျွန်တော်တို့စိတ်ထဲမှာအဲ့လိုစိတ်ထဲမှာပေါ်လာပေါ်အောင်နော်ဒါတော့တော့ငါတို့လည်းဘာအဲ့လိုပဲသိတာပဲမိဘကျေးဇူးကမ်းတာတော့ပြောတတ်တယ်ဗျဖျားကျေးဇူးကမ်းတာကြာသိတော့မသိပါကိုဘာဖြစ်နေလို့ဘာဖြစ်မှန်းကိုတိတ်ချပြန်မစလို့တော်တော်မိုက်ခဲ့တာမိုက်မှာပေါ့အဝိဇ္ဇာရှိတာကိုမိုက်လို့မိုက်မှန်းလဲဘယ်လိုထင်တယ်သိလားငါတို့တရားတွေလုံးနေလိမ္မာတယ်ထင်နေကြအဝိဇ္ဇာဖြစ်เสียသင်္ကာရအဝိဇ္ဇာရှိကိုထင်ချင်တယ်လို့ထင်တာပဲကိုမအမှန်းကိုမသိဘူးကိုဘလောက်အယုတ်ဆုံးမှန်းကိုမိုးကုတ်ဆရာရပြောပြမင်းတို့ကလက်နီးစုပ်ကြီးနဲ့တိတ်တူတာပဲတဲ့မင်းတို့ကတဲ့ဘာဖြစ်လို့လဲတဲ့မင်းတို့ထပ်မဲလေလို့မင်းတို့ကထပ်မဲမှန်းတော့ဘယ်သိမှာအောင်တဲ့မင်းတို့ကလက်နီးစုပ်ကြီးဆိုမဲပြီးသားကြီးဆိုထပ်မဲလေမသိတော့လက်နီးစုပ်ကြီးဆိုလဲကျွန်တော်လည်းလက်နီးစုပ်ကြီးလို့ပဲသိတာဗျသိလားဘယ်ဟုတ်မှာလဲအခုမှသိတာကျွန်တော်တို့ကမြင်လိုက်တယ်ဘာဖြစ်နေရေဖြစ်နေမြင်လိုက်တယ်ဘာဖြစ်နေရေကလက်နီးစုပ်ပဲသူများပြောထားတာရေနောက်စိတ်မှာရေဖြစ်မှတော့မျက်စိကသတိရှိသေးလားသတိရှိမှစိတ်ကဖြူတာဗျာသတိမရှိရနဲ့ရေဆိုတာအဝိဇ္ဇာကြောင့်ကိုကရေဖြစ်နေတယ်မမြင်တော့ဘူးစက္ကုဝိညာဉ်မြင်တဲ့တိုင်းသတိပြုမိသေးလားသတိမရှိရနဲ့ဘာဖြစ်နေအဝိဇ္ဇာဝင်တာပဲအဝိဇ္ဇာဝင်တော့မဲပြီညစ်ပတ်ပြီဒီအဝိဇ္ဇာအမှောင်ကြီးကိုလက်နီးစုပ်လို့ပြောသွားတာမင်းတို့ကလက်နီးစုပ်ကြီးတဲ့မင်းတို့လက်နီးစုပ်ရှောနေရတာကြားတာတဲ့သစ္စာအယောင်ဆိုရတာဘာမှမကြောက်တဲ့နားမလဲဘူးလက်နီးစုပ်ဆိုလဲကိုယ်လက်နီးစုပ်ကြီးရှောရတယ်ထင်ရတာဗောစက်ပြန်နဲ့ရှောဘယ်ဟုတ်မှာတော့နောက်စိတ်မှာသတိရှိဖြူသွားတာကိုကညာမပေါက်ဘူးဆရာတော်ကြီးပြောတာကကျွန်တော်တို့ကနောက်စိတ်မှာသတိမရှိတော့မင်းတို့လက်နီးစုပ်ကြီးပဲမြင်လိုက်ရင်ယောက်ျားမိန်းမရေလို့တိုက်တို့ကားတို့သိနေသမျှမိုးကောင်းကင်တို့အနေတို့ညတို့သိနေသမျှလက်နီးစုပ်ပဲမင်းတို့ရှော်လို့မပေးဘူးတော့နားမလဲဘူးကျွန်တော်ကလက်နီးစုပ်ဆိုရင်လက်နီးစုပ်လို့ပဲသိတာမင်းတို့ကိလေသာဘလောက်ပေါ်ယောဂဘလောက်များกว่าတဲ့မဲ့ဆိုတဲ့ယသတည်းနဲ့ပျောက်ပါတယ်ဆိုတော့ဆရာတော်ကြီးရှိပဲမဲ့ယသသွားတောင်းရမလို့ဉာဏ်ကဒါပဲသိတာဘာဖြစ်လို့ရှင်းစိတ်နောက်စိတ်အဲ့သတိတစ်လုံးကိုမသိဘူးမင်းတို့ကိလေသာဘလောက်လားဒီနောက်စိတ်သတိနဲ့အကုန်ရှင်းနိုင်ပါတယ်လို့ဆရာတော်ကြီးပြောစကားဘလို့မှနားမလဲဘူးအခုကျမှအဓိပ္ပာယ်တွေအကုန်ပေါက်ကုန်တာကိုဉာဏ်ထဲမှာဆရာတော်ကြီးပြောတာဘာပြောသွားမှန်းကိုမသိဘူးနားမလဲဘူးလားဆိုတော့ကိုယ်စိတ်ထဲနားလဲသလိုလိုနားလဲသလိုလိုဆိုတော့တွေးဝေသိနေအဲ့ဒါကမောဟပဲမောဟရှိလို့ရှိမှလဲအဲ့လိုမသိချင်းများစွာနဲ့တရားတွေအားထုတ်နေကြကိုပြောတာမဟုတ်ပါဘူးဖောက်တော်ဆရာတော်ကြီးပြောခဲ့တာနော်ကဲဟုတ်ပါပြီအဲ့တော့စိတ်မြင်နဲ့ဉာဏ်မြင်စိတ်မြင်နဲ့ဉာဏ်မြင်အာဟာရဒီပနိဤ၌
စိတ်မြင်ဉာဏ်မြင်နှစ်ပါးခွဲနည်းကနှုံးမြေခဲကြီးတစ်ခုကိုထုနှက်သည်နှင့်နှုံးမြေမှုန့်တွင်အနှဲငယ်ရွေလျားလှုပ်ရှားရွေလျားသည်ကိုလူတိုင်းပင်မြင်နိုင်၏ဤသဘောတွင်အပြက်ကိုမေးလျင်ရွေလျားမှုကိုပင်အပြက်ဟုမြင်လေသည်သို့သောရွေလျားမှုကအသစ်ဖြစ်ပေါ်မှုသည်အသစ်ဖြစ်ပေါ်မှုကိုအပြက်တရုပ်ပြု၍ပြောဆိုခြင်းသည်ဉာဏ်မြင်မှုကထုနှက်လိုက်သည်နှင့်တစ်ချက်တည်းပြက်မှုတလန့်မြည်ဖြစ်မှုတလန့်တပြိုင်နက်မြင်သွား၏ပြက်မှုသည်ကမထုနှက်မီကရှိနေသောနှုံးမြေမှုယုတ်ကလစုပေသည်ထိုနှုံးမြေမှုယုတ်ကလစုတို့သည်တခုမကြံချုပ်ပြက်ကုန်၏ရွေလျားမှုသည်အပြက်မဟုတ်အသစ်ဖြစ်ပေါ်မှုသည်ဤကဉာဏ်အမြင်သည်ယုတ်ဟောင်းချုပ်ပြောက်ရ၌ချုပ်ပြောက်မှုမပေါ်အောင်တစ်ချက်တည်းအသစ်ဖြစ်ပေါ်မှုနှင့်အစားထိုးထူထောင်ခြင်းကြောင့်တန်တတိပညာသည်ချုပ်ပြောက်မှုအလုံးကိုဖုံးလွှမ်းသွား၏ပရမတ်တရားတို့၏ဖြစ်မှုပြက်မှု၌ကအလွန်မြန်လှသောကြောင့်ဖြစ်ရုပ်ပြက်ရုပ်မကွဲပြားပဲဖြစ်ရုပ်ကပေါ်ပေါက်ထင်ရှားလာသောအဖို့သည်ပြက်ရုပ်ကပျောက်ကွယ်သွားသောအဖို့သည်ထို့ကြောင့်ကွယ်ပြောက်သွားသောရုပ်အစုကိုမသိနိုင်မီဤအရာ၌အနုသာသနီဓမ္မဂရိကဆရာ၏အစွမ်းကောင်းလိုလာ၏ရုပ်သစ်ဖြစ်ပေါ်မှုနှင့်တပြိုင်တည်းထိုနေရာမှာပင်ရုပ်ဟောင်းတို့ချုပ်ကွယ်ပြီးဖြစ်၏ရုပ်သစ်တို့ဖြစ်ပေါ်၍ထင်မြင်သည်နှင့်ရုပ်ဟောင်းတို့ချုပ်ကွယ်ပြီးဖြစ်၏ဟုအတိမှာဉာဏ်အမြင်သည်အဲ့ဒါလေဒီဆရာတော်ဘုရားကြီးဟောသွားတာပါကျွန်တော်ပြောတာတွေဒါတွေကြီးပဲအခုစာမျက်နှာ32အခုနောက်ဆုံးစာမျက်နှာအပေါ်ဆက်အသစ်ဖြစ်ပေါ်မှုနဲ့ကျွန်တော်တို့ကအသစ်ကအစားထိုးသွားတာအသစ်ကအစားထိုးတာနဲ့အဟောင်းကဘယ်မှရှာလို့မရဘူးသူကအဟောင်းချုပ်အသစ်စားထိုးတာနဲ့အဟောင်းကချုပ်ပြီးသားဖြစ်နေတော့ကျွန်တော်တို့တွေးလိုက်တော့ဘာကြီးဖြစ်တော့အသစ်အစားထိုးတာကြီးတွေးတော့အဲ့ဒီအသစ်တွေကလည်းပုံသဏ္ဍာန်မပြတ်အစားထိုးတော့ကျွန်တော်တို့ကအဟောင်းကိုဘယ်လုံးမှမမြင်နိုင်ဘူးအဲ့တော့ဉာဏ်နဲ့မှဒါမှမဟုတ်ဆရာအနတ္တကိုဘာလို့တာအနတ္တမြင်အသစ်ဖြစ်လိုက်တာနဲ့အဟောင်းကအနိစ္စကအဲ့ဒီကြမှာဒီအသစ်ဖြစ်တာပဲမြင်ရတယ်အနတ္တအသစ်ဖြစ်လိုက်တာနဲ့အဟောင်းချုပ်ပြီးသားဆိုစင်ញင်မှသိတာဘယ်တော့မှအပြစ်ကြီးကိုမျက်လုံးကမတွေ့ရဘူးကျွန်တော်ပြောပြမယ်ဆရာတော်ကြီးကလည်းတော်တော်ဉာဏ်ပါတာအဲ့ဒါအိဋ္ဌာလေးကိုစဖတ်ပြမယ်အသစ်ဖြစ်ပေါ်မှုနဲ့အစားထိုးထူထောင်ခြင်းကြောင့်တန်တတိပညာတန်တတိဆိုအစဉ်ချုပ်ပြောင်းမှုအလုံးကိုအသစ်တရားဖုံးသွားတာအဟောင်းကိုကျွန်တော်တို့ကမတွေးလိုက်ရဘူးဖုံးသွားတယ်ပရမတ်တရားတို့ဖြစ်မှုပြမှုကအလွန်မြန်လာသောကြောင့်ဖြစ်ရုပ်ပြရုပ်မကွဲကြပါပဲဖြစ်ရုပ်ကပေါ်ပေါက်ထင်ရှားလာသောအဖို့ဒီပြရုပ်ကပျောက်ပြဲသွားသောအဖို့ဒီထို့ကြောင့်ကွယ်ပြောက်သွားသောရုပ်စုကိုမသိနိုင်ဘူးကွယ်ပြောက်သွားတာကျွန်တော်တိုက်ရဲ့ပြစ္ဆုတ်ပံမှာမတွေ့ရပြန်ရှေးရဟာကိုပြန်ဆင်ញင်ရတယ်ပြီးတာကိုပဲပြန်အသစ်ဖြစ်လိုက်တာနဲ့အသစ်ဖြစ်လိုက်တာနဲ့အရင်တုန်းကရှိတာချုပ်သွားပါလားဆိုဆင်ញင်ပြီးတော့ပဲသိရမယ်အဲ့တော့ပြက်ရုပ်ကပျောက်ပြဲသွားပါဘူးထို့ကြောင့်ကွယ်ပြောက်သွားသောရုပ်စုကိုမသိနိုင်ဘူးဤရာ၌အနုသာသနီဓမ္မဂရိကဆရာကြီးအစွမ်းကောင်းလိုလာတယ်ဒါကသင်မဲ့ဆရာတွေပေးခဲ့တာကပဲအဲ့ဒီဆရာပေါ်မှာပဲပုတ္တိယပဲဖြစ်ပျက်ကဆရာမပြတဲ့ဖြစ်ပျက်ကပြဿနာတက်ပြီပြဆရာတွေကအမျိုးမျိုးမှာဥပ္ပကျွန်တော်ပြောပြမယ်ဒါကိုအကောင်းထင်တာဒါကိုဘာဖြစ်တာပြက်သွားပြီထင်တာမဟုတ်ဘူးဒါကနောက်အစင်းတစ်ခုဖြစ်ပြီဒါကနောက်အစင်းလို့မသိဘူးကျွန်တော်တို့ကဒီအစင်းတစ်ခုခုနကကောင်းတဲ့အစင်းနဲ့ကောင်းတဲ့စက္ကူဝိညာဉ်ဒီဒါနောက်အစင်းသမုဒိယတော့ဒါကပြက်တာပြဿနာဒါပြက်တာမဟုတ်နောက်အစင်းအသစ်တစ်ခုနောက်အစင်းတစ်ခုနဲ့နောက်စက္ကူဝိညာဉ်တစ်ခုဖြစ်နေပြီဒါဘယ်ဟာပြက်သွားတော့ကောင်းတဲ့အစင်းနဲ့ခုနကကောင်းတာကိုသိတဲ့စက္ကူဝိညာဉ်ပြက်တာဒါအပြက်မဟုတ်ဘူးဒါအသေးဒါအသစ်တစ်ခုဖြစ်သွားပြီအသစ်တော့အစင်းအသစ်တစ်ခုဖြစ်သွားပြီဒါပေမဲ့ကျွန်တော်တို့ကဒါကိုဘာထင်တာအပြက်ထင်တာအင်ဒီကေတာမီးပြမယ်မော်တော်ကားတွေလင်းလိုက်မိတ်လိုက်လင်းလိုက်မိတ်လိုက်ကျွန်တော်ကလင်းရင်ဖြစ်တယ်မိတ်ရင်ပြက်တယ်မီးပြက်တာတောင်ပါသွားပြီလင်းရင်ဖြစ်တယ်မိတ်ရင်ပြက်တယ်အဲ့လိုကြီးမြင်နေတာမဟုတ်ဘူးလင်းတော့ကလည်းလင်းနဲ့အစင်းနဲ့စက္ကူဝိညာဉ်တစ်ခုမိတ်လိုက်တာမှောင်နဲ့အစင်းဖြစ်သွားပြီကျွန်တော်တို့အဲ့လိုသဘောပေါက်မယ်မှောင်နဲ့အစင်းနဲ့ဒီဘက်ကမှောင်တာကိုတီးတဲ့စက္ကူဝိညာဉ်ဟာတစ်ခုဖြစ်နေပြီအစ်ကစားထိုးသွားပြီလေဘာပဲချုပ်သွားတာဆိုခုနကလင်းနဲ့အစင်းနဲ့လင်းနဲ့စက္ကူဝိညာဉ်ကပဲချုပ်သွားတာကျွန်တော်တို့ကအခုကလောကကြတော့ဟိုမိတ်လိုက်ရင်ပြည့်သွားပြီပေါ့မဟုတ်ဘူးအဲ့မိတ်လိုက်တာကနောက်အစင်းအသစ်တစ်ခုအစားထိုးသွားပြီဉာဏ်ထဲမှာအစားထိုးတယ်ဆိုရအနတ္တကိုမသိဘူးလေကျွန်တော်တို့ကခိုင်မြဲနေတဲ့ဟာကြီးပထမအယုခိုင်မြဲအဲ့အယုပြက်တယ်ပြက်တဲ့ကြီးကလည်းမြင်နေရမယ်ဆိုအတ္တနဲ့ပဲကျွန်တော်ကကြည့်တယ်အနတ္တဆိုအစားထိုးနေတာအနတ္တကိုအစားထိုးနေရလက်တွေ့မှာတော့ကျွန်တော်ကဒါလိုပဲသင်တာဖြစ်ပြက်လို့သင်လိုက်လို့ရှိရင်လင်းရင်ဖြစ်တယ်မိတ်လိုက်တာနဲ့
သွားတယ်အဲ့ဖြစ်ပြပြဿနာအဲ့တက်တာပဲကျွန်တော်တို့ကအဲ့ဖြစ်ပြစကလုံးကပြဿနာပဲကျွန်တော်တို့အတွက်ကတော့နားလဲတဲ့လူကပြဿနာမသိဘူးနားမလဲတဲ့လူကလင်းရင်ဖြစ်တယ်မှိတ်ရင်ပြက်တယ်အဲ့မှာအပြက်အဲ့ဟာကိုတွေ့အောင်လိုက်ရှာတော့တာပဲအဲ့တော့အပြက်မတွေ့အပြက်ပဲတွေ့မှာအသေးသေးတွေပဲအစားထိုးနေတာဟိုပြဿနာကကျွန်တော်တို့ကအဲ့ဒါကိုလည်းဒီလိုအဓတ္တကမသိဘူးအကြောင်းတိုက်ဆိုင်ရင်အစ်စ်ပေါ်တယ်အကြောင်းကိန်းနာနဲ့ချုပ်တယ်လို့မသိတော့ကျွန်တော်ကဒီဘက်ကြည့်လိုက်တဲ့နဲ့ကျွန်တော်ပြောပြမယ်ကျွန်တော်စာရေးပါတယ်ဒါလည်းအဲ့ဒီမှာရှေးစိတ်နောက်စိတ်တယ်တိတ်မပြောတတ်သေးဘူးအမေနဲ့ကျွန်တော်အမေနဲ့စကားပြောနေအမေနဲ့မျက်နှာချင်းဆိုင်နေရှိလို့ကျွန်တော်အမှတ်မတင်ဟိုဘက်လှည့်လိုက်တယ်နဲ့ကျွန်တော်မှအမေမရှိတော့ဘူးလို့ကျွန်တော်ဒီလိုရေးတာရေးတော့တန်မှန်အပြင်ပြောလို့ရှိရင်ကျွန်တော်ဟိုဘက်လှည့်လိုက်ပြီနဲ့ဒီဘက်မှာအမေရှိနေတာပဲကျွန်တော်အမေမရှိတော့ဘူးဆိုတော့ကျွန်တော်နားမလဲကိုယ်လည်းအဲ့ဟိုတိတ်မပြောတတ်ဘူးမရှင်းတတ်ဘူးအမှန်တော့ကျွန်တော်ကပြစ္ဆုတ်ရဲ့ရှေးစိတ်နောက်စိတ်ကတ်နေပြီအဲ့ဒီအချိန်မှာဒီနှလုံးသွင်းလိုက်တဲ့ရှေးစိတ်နောက်ကကတ်နေတော့စိတ်ထဲမှာမျက်နှာချင်းဆိုင်တော့ပြစ္ဆုတ်ပံနေတဲ့နေတာမှန်တော့မျက်နှာချင်းဆိုင်နေလိုက်တဲ့ခါမှာအမေအာယုံနဲ့အမေဟိုတီးတဲ့စိတ်ပေါ်နေဟိုဘက်လှည့်လိုက်တယ်နဲ့ဟိုဘက်အာယုံနဲ့ဟိုဘက်စိတ်ပဲရှိတယ်ကျွန်တော်ဘက်မှာအမေအာယုံနဲ့အမေတဲ့တီးစိတ်ရှိသေးလားဘယ်မှရှားမနေနဲ့ပြီးသွားပြီပြီးရတဲ့ချက်ချင်းပြစ္ဆုတ်ပံတဲ့ကအမေမရှိတော့ဟိုဘက်လှည့်လိုက်တယ်နဲ့အမေမရှိတော့ဆိုနားမလဲဘူးဒီဘက်လှည့်ဒီဘက်အမေရှိမှန်းတော့သိတာပေါ့ဘလို့သိလဲအတိတ်ပြန်သွားတညာနဲ့အဲ့ဒီတညာပဲနောက်စိတ်မှာတညာပေါ့ဒီဘက်အမေရှိတယ်ဆိုပြစ္ဆုတ်ပံတဲ့သေးလားကျွန်တော်တို့အဲ့လိုပဲနေတာကိုရှင်းစိတ်နောက်စိတ်မှာသတိမှမရှိတာသတိရှိလိုက်တာနဲ့ပြီးရည်ချုပ်ပြောင်းနေရဲဆိုတာအထူးပြောနေစရာကိုမလိုတော့ဘူးဉာဏ်ထဲမှာအဲ့လိုတွေပေါ်လာတာအခိုက်ကြီးပဲကျွန်တော်တို့မှာပြစ္ဆုတ်ပံနဲ့ပဲနေခွင့်ရတယ်ဆိုတဲ့အရာဉာဏ်ထဲမှာပေါ်လွင်ထင်ရှားလာမှာဖြစ်ပါတယ်ကဲဒီနေ့ဒီလောက်တော့တော်ပါပြီ